ဒီလိုဥစ္စာပါခေါ်မယ်သရဏပါဗျာသရဏရာဟောအဲ့လိုပြုလင်းတဲ့နယ်တို့မြအခုမချမ်းသာဘူးလားခုချမ်းသာပါဗျာနောက်အတွက်ခေါ်ဗျာနောက်အတွက်ချမ်းသာပါရောဗျာအဲ့ဒါမှန်းထားတဲ့အပြီးနှစ်တရာဘောဓိတွေကမပြီးဘူးလားဗျာနှစ်တရာဘောဓိတွေလည်းသရဏပြည်စုံမှဝိဇ္ဇာလည်းပြည်စုံပါရောဗျာအဲ့တော့အဲ့လိုဟုတ်ကလားဗျာတရားကြီးတွေဓမ္မကြီးတွေပြုရမယ်ဝတ္တရားလားရှိတယ်မဟုတ်လားဗျာရှိပါဗျာအဲ့ဒါတွေကိုပြုလင်းပါရင်ဗျာသရဏပါဗျာအေးတော့အခုကမချမ်းသာဘူးလားအခုချမ်းသာပါဗျာနောက်တော့ဗျာနောက်လည်းချမ်းသာပါဓမ္မကြီးတွေကတရားကြီးတွေကိုပြုရတယ်ဝတ္တရားမရှိဘူးလားဗျာရှိပါဗျာဘုရားဆုံးမတော်မူတာနော်ဟုတ်ကဲ့ဆုံးမတာရှိပါအဲ့ဒီဟာတွေကိုပြုလို့ရှိရင်အခုမချမ်းသာဘူးလားဗျာချမ်းသာပါဗျာနောက်တော့ဗျာနောက်ကံတရားလည်းချမ်းသာပါရောဒါတွေချွေရလို့မပြုဘဲနေတော့ဗျာခုလည်းသိရဲ့နောက်ကံတရားလည်းသိရဲ့ပါရောဗျာဒါကြောင့်အဲ့ဒါသရဏတိုင်းကအဲဒီတော့ဘုရားကျင်သာသနာတည်အောင်ပြုမယ်လို့ဆိုပြီးတော့ပြုတဲ့ဥစ္စာတွေဟာကဘာတွေလုပ်ရတယ်ဆိုလို့ရှိရင်လက်နဲ့တော့လုံးလာဝရိယတွေနဲ့ထူထောင်ပြီးပြီဆိုတော့ဗျာဟုတ်ကဲ့လားဗျာဒါတွေကိုပြုနိုင်တော့အောင်ဟာပစ္စည်းဥစ္စာတို့ဖြစ်ပေါ်အောင်ဟာကိုပြုရမယ်မဟုတ်လားဗျာကြည့်ရမှာပဲဗျာကြည့်ရဘူးပစ္စည်းဥစ္စာတို့ဟာလည်းဝရိယတွေနဲ့ထူထောင်ပြီးတော့နာမထားလို့လည်းဝရိယတွေနဲ့ထူထောင်ပြီးတော့ပစ္စည်းဥစ္စာမရဘူးလားပစ္စည်းဥစ္စာဝရိယထူထောင်ပစ္စည်းဥစ္စာပြည့်ရပါရောဗျာအဲ့ဒါဝရိယတိပါတော့ဟုတ်ကဲ့လားဗျာအဲဒီတော့တရားတရားနဲ့ပြုနေရတယ်သူတော်ကောင်းအစားစားတဲ့ဥစ္စာဟာရလာတဲ့ပစ္စည်းကိုသုံးတာနဲ့ဘုရားကျင်ပါရမကြီးအားပြုတာဘယ်တော့မှများကြတယ်ဗျာကိုသုံးတာကအများပြီးတော့သာသနာအတွက်ကိုလူရတန်းတာကနေနေပါဗျာတရားကြီးများတဲ့တခါတခါပဲဆန်းလာပြီးတော့သူရတယ်ပြောပါဆိုဟုတ်ကဲ့လားကျွန်တော်ဗျာအဲဒီတော့ဆက်တခါလူတယ်ဆိုရင်ဘယ်လိုက်အဖိုးများတာနဲ့သုံးနှစ်ချက်သုံးချက်လေးချက်ဘယ်လောက်တမန်တော့ဘယ်လောက်ပါလဲဗျာဟုတ်ကဲ့ဗျာအဲဒီတော့ကိုတခါကြီးတွေအိမ်မှာအမြဲစားတဲ့စံတယ်လားအမြဲစားတဲ့ဆင်းတယ်လားဗျအဖို့အမြတ်ကိုလှူပါတယ်ဗျာအမြဲစားတာတဲ့အောင်းပါဗျာအဲဒီတော့တခါကြီးများတွေစားတာနဲ့ဒီလိုယူလာတာဘယ်ဟာကအကုန်များတယ်ဗျာဒီလိုယူလာတာကနဲတော့အကုန်တော့ဒီကအကုန်နဲတာဗျာအကောင်းတော့ဖြင့်ဒီလိုယူလာတာကအောင်းပါဗျာဟုတ်တယ်ပါဗျာတစ်ခါကြာချင်းပြောပါသေးတယ်တရားတစ်ခါကြာချင်းပြောပါသေးတယ်တခါကြီးများတစ်ခါတရားတဲ့တစ်ခါစားတာနဲ့တစ်ခါစားတာနဲ့တို့တစ်ခါကလေးလှူရမ်းနဲ့ဘယ်တော့မှများဘူးလှူတာကများပါဗျာဒီတော့တရားတရားနဲ့ပြည်နေရတဲ့သူတော်ကောင်းစားကြတဲ့ဥစ္စာသုံးနာဖြင့်ဘယ်နဲ့လဲညာသာသနာတရားပြုတာဘယ်တော့မှများတယ်လို့ဆိုလို့ရှိရင်ဘယ်နဲ့ပြောမယ်သာသနာတရားပြုတာကများပါဗျာစိတ်ထဲကထားလာပါဗျာဘယ်လိုလဲဆိုလို့ရှိရင်မြင့်မြတ်တဲ့တရားတရားအရှင်မခင်ကြီးမှာဝရိယတွေနဲ့ထူထောင်လို့တဲ့ဥစ္စာဘယ်လိုထားကြလဲအခုသုံးဖို့ဆွဲဖို့ဥစ္စာငါလို့ပါပါဘယ်လိုတွေပဲနဲ့ဘယ်လိုလေးသိထားမယ်သုံးဖို့ဆွဲဖို့သိမသားပါဘူးဗျာတာလီတွေပြီးဆိုလောင်းဖို့တရားနာဖို့ဘယ်ရင်းလူဖို့ဆိုတာတစ်ဖြစ်တောက်နဲ့ဒီလိုပဲနေကြပါဗျာဟုတ်တယ်ရတယ်ဘုရားပါရနာကိုသဲတာပြုဖို့ရာကိုလည်းသိထားတယ်ရလာလေဘာနာပြုတာကလည်းများတယ်ဟုတ်ကဲ့လားဒီမှာအဲ့ဒီလိုတိုင်းသိသမ်းမ်းနဲ့ဝိရိယတရားတရားပြုကြတဲ့သူတော်ကောင်းတွေကလည်းထားကြမယ်ဆိုပြီးရင်အလုပ်တွေကိုလုပ်နေတယ်မနာပဲနဲ့ဒီလိုကာရဏတည်အောင်ကြည့်မယ်ဟုတ်ကဲ့လားဒီမှာဗျာမလို့ရအောင်ကာရဏတည်အောင်ကြည့်မယ်ဒီအောင်ကြည့်ပြီးဆိုမှချင်းကြီးရပြီးဆိုမှချင်းလည်းငါကြတဲ့လူမပြန်มาတွေအဆုံးမှာကာရဏရလိုက်တာကြပြီဆိုမှချင်းအိမ်လုံးချမ်းသာကြမယ်ဒါကြောင့်ငါပါလေပြုပါတယ်လို့ဒီလိုမအာနာမထားတဲ့နေနေညာကလေးပြုနေတယ်အဲဒါဒါရင်းနဲ့သရဏခေါ်မလားဝိဇ္ဇာခေါ်မလားနေနေညာပြုနေတာကသရဏပါဗျာဟုတ်လားအဲ့ဒါကိုဒါဟာမအားလို့နေလို့မလို့လည်းသရဏဆိုတော့ပြုရလားပြုရလားပြုရပါဗျာစောင်းတယ်ကြားရတယ်ကြားရတယ်ဒီမှာဘယ်လိုလဲဒီလိုစောင်းတာဖြစ်နေတာကြားလားဟုတ်ကြလားဗျာအခုနကလိုကဒီတက်တာဝိရိယကတူထားကြရထားရင်ဒါကတနည်းနှလုံးသွင်းရမယ်ဒီလိုဖြစ်ကုန်တယ်ကြားကြလားဗျာကြားဟုတ်ကြလားဒီဟာကိုပြောပြီးတော့ယူထားတယ်မယ်လို့ဒါမှတ်မိထားတယ်မယ်လို့မလို့ပြင်လို့ရင်ဒီလိုတော့သိမဖြစ်ဘူးထင်တယ်ဒီကလေးကျန်ပြီးတော့ထားကြလေးကျန်လို့ဖြစ်ပြီးဆိုမှပြင်ဒါပြီးတော့ထောင်းနေနေလိမ့်မယ်ဟုတ်ကဲ့လားဗျဒီချမ်းသာလေးမဖြစ်ဘူးဒီတော့ကလည်းဒီချမ်းသာလေးကိုယ်နဲ့လုံးကိုယ်လေးပြီးတော့ရတယ်ဒီ
ရတယ်ကျင်းပြီးဆိုတော့ရတိုင်းကဘယ်လိုမှတော့ဆိုလို့ရှိဘုရားရှင်ပါရဏသီအောင်ဒီမှရမယ်အဲ့ဒီသီအောင်ကဘယ်လိုလဲဆိုတော့ဒီအောင်ပြီးမှတောင်းတင်တာဆောင်ဆိုလေးလာပြီးပြီးနေဆိုတော့ဒီလေးလာပြီးပြီးနေပါရဏပြီးစဉ်ပြီးတော့ဝေပြီးရအောင်ပါဆိုပြီးတော့ခဏတော့ဘယ်လိုသွားကြလဲကြားရတယ်ဒါကတော့မပြောရဘူးနဲ့ဘယ်လိုဖြစ်လဲဘယ်လိုဆိုတော့အခုဘုရားတင်လာတဲ့အချိန်မှာလိုက်ပါလို့မျိုးဒီချမ်းသာလေးထိုက်လာတဲ့ဒီတော်ကအစားကြတဲ့ဒီလေးပြီးတော့ဖြစ်နေအဲ့ဒါကိုဘုရားကြည့်တဲ့တွေကကြည်စမ်းကြပါဗျအနာရတိဥဒါသားတို့လုပ်ပုံဟုတ်ကြလားဗျပြန်မှာတာဝတိအနာရတိဥဒေလာမလာကြလုပ်လိုက်တာသူဖြစ်တာလည်းဗျရာဇဂေခဏလေးကြတာဘုရားရှင်မှာရလို့သေတတ်တယ်နဲ့ပြည်နေလိုက်ပါတော့သူပြုတယ်နဲ့ကြကြအရိယာဘုသူလူကဖြစ်တဲ့ကဲသူသိရတဲ့ဆန္ဒလေးကြာပြန်မပြန်လာဘူးဘုရားရှင်မောင်းတင်နေရရဟုတ်ကြလားဗျဒီလိုဟုတ်ကြလားဟုတ်ပါတယ်ဗျာဟုတ်ရဒီတဲ့ဥဒေကရက်ခံလိုက်တဲ့ဥဒါဟာဘုရားရှင်ကြားပြီးတော့တာဝတိအဲ့ဒီခါကြတယ်ဘယ်လိုများတယ်ဆိုတော့လူလူတိုင်းရှိကြတယ်ခုနကတည်းကပြည့်ရဥစ္စာ9ရက်ကအရိယာလာတဲ့ဒီဟာတွေကဥပါဒကဥပါဒတိတွေဗျာဟောဗျာတဲ့ဥဒေကထောက်ဒါကျွန်တော်ဒီတိလာလာလည်းမဟုတ်ဘူးဒီပြင်လာတယ်ဘာမှတွေ့ပြီးတော့သွားလိုက်ကြတာတွေကပြန့်နှံ့ပြီးတကားလာကြတယ်လူရဲနာရဲတွေကအချင်းနဲ့သူတွေပြည့်နေလာကြမရေကျက်နိုင်အောင်ကြာအခုလည်းတဲ့တကားကြီးတွေဒကမာကြီးတွေအားလုံးကိုဒါဘုရားဆုံးမအလေးလာရင်လိုက်ပါလိုက်မယ်ဆိုအနာရတိနာရင်ပြစ်မှာလာကြဒီအားလုံးနဲ့ဒီတော်ကောင်းစားကြဒီလိုသုံးမှရလို့မျိုးရှိနေဒီကဲတွေစိတ်ကြီးပြင်းအောင်ပါလားမပြေရပါဘူးဗျာဒီအနာရတိတစ်သေးအထေရန်လေးဖြစ်ကုန်ကြမှာပါဗျာဟိုဥဒါသားတို့ရညာလေးလာကြမပြေရပါဘူးဗျာဒီဟာလိုဖြစ်နေရာဇဂေစီကြီးဆိုတော့ဘယ်ရင်မသားရမင်းငါတမျိုးပြောရတယ်ဗျာတမျိုးမပြောရပါဘူးဗျာအကုန်လုံးဖြစ်မှာတော့ကောင်းနေမှာဗျာဒါကြောင့်မို့ဒီလိုပဲဆန္ဒအများတို့လည်းပဲဆန္ဒရဆန္ဒကြောင့်မြင်ပြီးတော့ဆောင်းလို့ဆောင်းတဲ့အခါကြပြီဆိုတော့မှန်းတယ်မကောက်အောင်လားဒီဘွားတွေဟာပြည့်တဲ့ဗန္ဒန္တရာနဲ့ပြန်များကြပါလိမ့်ဘလောက်နဲ့တော့သင်္ခါတွေပါဗျဒါကြောင့်တရဏဝိဒါနှစ်ပြားအချိန်တိုင်းအချိန်တိုင်းရှင်းပြရကောင်းပြီဟာပါအောင်လို့အခုလည်းဝိရိယတွေနဲ့ထူထောင်ပြီးတော့သိကြကြအားထုတ်ကြဗျာရှင်းနေပါဦးဗျာတို့တကကြီးတွေဓမ္မကြီးအကုန်လုံးမဟုတ်လားဗျာအကုန်လုံးပါဗျာဒီဟာကြတယ်ဗျာဒါတော့တွေးပါတယ်လို့ပြောမှာပဲကဲကောင်းပါလားဒီရင်ဆိုတာဒီညာမဟုတ်ဘူးဗျသီလပဲကားဗျဟုတ်ကလားဗျာဆောက်ကြည့်ရဲ့သီလဒါအပေါ်မူဖြစ်ကြတယ်ဆိုတော့ဒီဓမ္မသာရိကာတို့ဒူရင်တို့ဆိုတာသီလပဲကားဗျဒီမှာသီလဆောက်ကြည့်ပြီးတော့ပြည်စုံအောင်ဖြစ်ကြဆိုတဲ့ဥစ္စာအခုလိုလေးဒါဘုရားလိုရပြောလိုက်တော့ဘာမှတော့မလိုရဘူးနောက်သိရောလို့ဒါလိုပြောရတာဗျာဒါလိုဟာတွေကနည်းမရှိတယ်ဗျာဗျာအခုလည်းပဲသူတို့နည်းနည်းပြောလိုက်ဒူရင်ဆောင်းရင်ကြားကြတာကြားလားသူ့လားဟုတ်ကလားဗျမိမိတွေနဲ့ဒူရင်33မှရှိတယ်ဒီတော့ဒီဟာကဘာလဲဆိုတော့ဝရိယဘက်ကဗျာဝရိယဘက်ကဗျာဝရိယဘက်ကဗျာဝရိယဘက်ကဘယ်လိုလဲဆိုလို့ရှိရင်ဒီမလျောင်းပါဘူးလို့ပုတ်ခေါင်းချပြီးတော့အရိယာဘု၄ပါးရှိတဲ့နေရာမှာအဲ့တဲ့အရိယာဘုကအထူးဆုံးနေရာကြီးမှာတော့ကျမဗျာဒါအဲ့လိုက်ပြီဆိုတော့ဘယ်နဲ့တုန်းကလျောင်းလိုက်စိဏမိတ်ကဝင်ပြီးတော့အိတ်ချင်လာပါရောဗျာအိတ်ချင်တော့ဗာဖြစ်သွားတယ်အိတ်ချင်တော့အိတ်ကျော်သွားပါရောဟုတ်ကဲ့ဗျအိတ်ကျော်သွားတော့အိတ်ကျော်နေတဲ့အခါမှာဘယ်နဲ့တုန်းပြည့်စည်ရတယ်လားဗျတုံးလို့ပြောလို့ပြည့်စည်မရပါဘူးဗျာကုသိုလ်ရောဗျာကုသိုလ်လည်းမရပါဘူးဒါကြောင့်သူတို့ဒါတော့များများမလုပ်ဘူးတင်ပါလေအိတ်တဲ့အလုပ်တော့လေအိတ်တဲ့အလုပ်များတော့မလုပ်ပါဘူးဗျာညတော့ညတော့ပဲအိတ်ပါတော့ဗျာဒါကညလည်းအိတ်ထားပါလားဗျာညလည်းအိတ်ထားပါဗျာအိတ်နေတဲ့ကပြည့်စည်ရလားမရပါဘူးဗျာကုသိုလ်ကောကုသိုလ်လည်းမရပါဘူးဗျာကုသိုလ်လည်းမရပြည့်စည်လည်းမရတကားကြီးအလကားအလုပ်မလုပ်မှလုပ်ပါလေနေတိုင်းလုပ်ပါလေအိမ်ရင်ခြေတော်ဘုရားဖူးနေတဲ့အခါကုသိုလ်မရဘူးအိမ်ရင်အိမ်နဲ့ဟုတ်မယ်အိမ်ရင်ဖူးသလားတကားအိမ်ကျော်ကဖူးဖြစ်သေးသလားအိမ်ရင်အိမ်မက်နေတဲ့အခါဟုတ်ကဲ့လားဒါကတော့ဘယ်နှခါမဲ့တုံးတကားကြီးဟာရံပါရံကာမမဲ့တာပါရံပါကဘယ်တော့လဲညအသက်ဘယ်လောက်ရှိလဲအသက်သူ60ရှင်းနေရှိပါပြီဗျာဘယ်နှခါရှိလဲအိမ်မက်နဲ့ငါကဒီသူ့ညံ့ဖြစ်မှာဟုတ်မယ်မင်းကရထားထည့်ပြောလိုက်ရတာတို့တယ်လေဗျာမြင့်မြတ်ပါလေလားကြားလားတို့တယ်လေပဲဘယ်နှခါအိပ်ပြောသွားဘယ်တော့ဆိုတော့ကိုအဲ့လိုကုလို့မအိပ်ဖဲနဲ့နေရင်
မိဖက်နဲ့နေနေအကျိုးများတယ်ဟုတ်ကြားကြတယ်ကျမဗျာမိဖက်နေရင်ပစ္စည်းလိုချင်ရင်ပစ္စည်းရအောင်လို့မရဘူးလားဗျာရပါတယ်ဗျာကုလိုလိုချင်ရင်ကုလိုရအောင်လို့ရင်တော့ရပါတယ်ဗျာမိဖက်နဲ့နေနှစ်ခုတစ်ခုခုရတယ်နှစ်ခုလည်းလုံးရအောင်လို့လည်းဖြစ်တာပဲဖြစ်တာပါပဲအိတ်တာရတော့ဘာရတယ်အိတ်တာကတော့ဘာမှမရတော့ပါဘူးတစ်ချက်တွေ့ရေးကျွန်းလိုက်တာဗျာဒါလိုများတော့စပြီးတော့ဘယ်သူမှမပြောဘူးတင်တယ်တင်ပါဗျာတို့တော့လည်းခဏတော့ဒူရင်နဲ့မိပြီးဒူရင်ဆောင်းမယ်ဆိုတော့သူတို့ဒါအတိလို့နဲ့ဒီပါရဲ့လေဟုတ်ကဲ့လားဗျာတင်ပါဗျာကဲလာရင်ထောက်ကြည့်ကြတို့ရသေယံပဋိခိတ်ပါမိနေသိစီသင်္ကာသမာရိယာမိသေယံပဋိခိတ်ပါမိနေသိစီသင်္ကာသမာရိယာမိဒါကတော့ပါဠိရတို့မြန်မာလိုတော့ခုနကပြောတဲ့ဥက္ကောင်းချပြီးတော့ဒီမလျောင်းမဆက်ပါဘူးပေါ့ဗျာတို့တယ်လည်းဥက္ကမေစုမှုတွေလည်းဖြည်းဖြည်းပဲတို့တယ်လည်းဒီလောက်မှတ်ထားကြဟုတ်ကဲ့လားဗျာမှတ်ထားပြီးတော့တို့မိတ်ဖက်နေရုံနဲ့တော့ကုသိုလ်မရသေးဘူးဗျမိတ်ဖက်နေတာကဘာလို့မလုပ်ဆိုလို့ရှိရင်ခုနကရိယာဘုရားကတော့အိတ်တော်ကိုအားထုတ်ခြင်းနဲ့သီလသမာဓိပညာတို့ဥစ္စာဟာကအားထုတ်မှုမရဘူးအိတ်တော်သွားတော့ဟုတ်ကဲ့လားဗျာအိတ်တော်သွားတော့မရတော့ပါဘူးအဲ့ဒါကြောင့်မို့မိတ်ဖက်နေတယ်လို့နေတာကဒီထားတဲ့နေရာလေးမှာနေအောင်ထားကြလို့ဗျဟုတ်ကဲ့လားဗျထားတဲ့နေရာလေးမှာမိတ်ဖက်နဲ့နေအောင်ထားတော့အခုထားလိုက်ရင်တဲ့ခုနကနေရောနေပြီးဆိုတော့လောဘဒေါသမောဟတွေဥစ္စာဟောဗျာတဏှာစင်ကြယ်ရဟုတ်ကဲ့လားဗျပြီးတော့အခုခဏလေးတင်တယ်လို့ဗျဒီတဲ့ရအောင်မလွတ်ဖက်နဲ့ထားတော့ဘယ်လောက်မကောက်ဘူးဗျာဒီချိန်ကများထားလိုက်မယ်ဆိုလို့အဟုတ်ထားမယ်ဆိုလို့ဒီအဟုတ်နေလို့နေပြီးဆိုလို့ဒီလင်းသွားပါလိမ့်မယ်ဗျာလင်းတဲ့အခါကျရင်ရှိရသူတော်ကောင်းကြီးပြောတာနော်သူကတော့နားတယ်လားမဟုတ်ဘူးကြားရတယ်ဟုတ်ကဲ့လားဗျအဲ့လိုထားလိုက်တဲ့အခါကျတော့ခဏလေးခင်တယ်ဗျကျင်းတော့ဘယ်လိုအောင်လို့လဲဆိုတော့ခံနေနော်ညတာများကတူးလွန်းတာတရားအားထုတ်မယ်လို့စိတ်ကူးတော့ရှိသေးဗျာလင်းသွားပြီဗျာအားမရဘူးဗျာကြားရှင်းပါဗျာအားမနော်နေမနော်လားကြားပါဗျာမနေလို့ရှိရင်ရာလူတွေဝိုင်းလာလိမ့်မယ်ရှင်းပါဟုတ်ကဲ့လားဗျာတို့အခုလို့ကြားလာနောက်တယ်လို့ဆိုလို့ရှိဆက်ပြီးတော့ဒီကလင်းသွားလင်းမှုဆက်အားထုတ်ရအောင်များဆိုထုတ်တော်ကြာရင်တယ်လို့ဆိုတော့နေဝင်သွားပြန်တယ်နေတာတူသွန်းတာဗျာအားထုတ်မလို့စိတ်ကူးလို့ရှိရင်နေရဝင်သွားပြန်လို့ရာနဲ့သလိုတဲ့ဗျာဒါဝိရိယအရှင်သခင်ဒီမှာဗျပျော်လွန်းလို့တယ်ဗျပျော်လွန်းလို့တယ်ဗျပြီးတော့ဘုရားရှိတဲ့တော်ကလိုက်ပါကြတယ်လူတော်ကောင်းစားစားများဒီလိုတဲ့ဗျာပြီးတော့ရှင်မလိုက်ပါကြတဲ့အရှင်မြတ်တွေဟာလည်းလူချမ်းသာတွေထိုက်လာပြီးတော့ပြောကြတာတွေနည်းဘူးကြာဆိုတော့လည်းအားလုံးကိုသိကြတယ်ရှင်မမောက်ကလန်အစရှိရှင်သာရိပုတ္တရာတို့ရှင်မမောက်ကလန်ဟာဟုတ်လေရှင်သာရိပုတ္တရာရှင်မကတ္တပတို့ဆိုတာကတော့ဒီရင်အရာဘက်ကအိတ်တဲ့ကိုဗျာရှင်မအဲ့မှာရတဲ့ကလိုက်ပါတာဒီရင်တစ်ဆက်သုံးပါမယ်အကုန်လုံးဥက္ကကြီးတယ်ဆိုတော့ဘုရားဆုံးမှာရပြီကစပြီးတာလားကြတော့ဒီမိဘလူတွေများထောင်ထားတယ်ဆိုတော့ကိုတနေ့တုန်းကဘုရားဆုံးမှာရပြီချင်းကစပြီးတော့ပြိဋိဘံစာဝန်ကြီးအချိန်ကြည့်အောင်ဟာကျင်းဆက်တော်မူပါမလားဗျာကျင်းဆက်တော်မူတဲ့အချိန်မရှိတော့ပါဘူးဗျာဟုတ်ဗျာပြောလို့ရှင်းလို့လားဒီလိုရလာကြလားဗျာဒီမှာအဲ့ဒါလိုလုပ်တာလေဗျာအရှင်မြတ်မယ်ဒီလိုဆောင်လိုက်တော့သူမှန်းသားချက်ပြီးတော့နားနေရလားဗျာရဟန္တာဖြစ်တဲ့အပေတော့ဝိသတုတွေဆက်ပြီးတော့လုပ်နေပါလေဗျာတရားကြီးများတွေကမှကြီးများတွေညာပြီးလို့အောင်တော့ဒီလိုပြောမှတော့ဒီပြင်ဆိုလို့ရှိနားမလဲနိုင်ဘူးဟုတ်ကဲ့လားဗျာတရားကြီးတွေကမှကြီးများတွေဝရိယကောင်းတဲ့တရားကြီးတွေကမှကြီးကတော်တော်တန်တန်ဝရိယနဲ့ထူထောင်လိုက်တယ်ဆိုရင်ဒီဥစ္စာတော်တော်လေးကြာလုံလောက်တော်တော်ပြည့်စုံတယ်မဟုတ်လားဗျာတော်တော်လေးပြည့်စုံပါရောဒီနဲ့တန်တယ်လို့တော့တစ်သက်လုံးစားကုန်ပါမလားမကုန်ပါဘူးဗျာနှစ်သက်သုံးသက်စားကုန်ပါမလားမကုန်ပါဘူးဗျာအဲ့တော့နားနေရလားတရားကြီးတော်တော်ကြာပြီဆိုတော့သာပစ္စည်းချတော့ပါပဲဗျာဘာလို့ကိုယ်တို့တရားကြီးရဲ့လို့တစ်သက်နဲ့စားလို့တော့မှကိုယ်နဲ့တန်လောက်တော့ကိုမမကုန်တော့ပဲတဲ့တပည့်တော်တို့ဘက်ကတော့ရလေလူလေးအိုတစေဆိုတကောင်းဆိုရင်တပိတ်လောက်ဆန်းလာကြတာကိုဗျာအဲ့ဒါလောဘတော့ကြည့်ပါဗျာကိုယ်တော့ကိစ္စမရှိပါဘူးဆိုပြီးတော့သားတွေသမီးတွေကိုအခုလည်းသားလာနေပြီအမွေကအခုတော့ဘယ်လောက်ပေးနိုင်ပြီကြာဟုတ်ကဲ့လားဗျာမှန်ပါဗျာဘယ်လောက်တုန်းကသိန်းပေါင်းဘယ်လောက်တုန်း40 50လောက်တော့ပေးနိုင်ပြီတယောက်ကိုသိန်းပေါင်း100လောက်ရှိတာပေးကျင်နေတာကိုဗျာမှန်ပါဗျာဟုတ်ကဲ့လားဗျာပေးကျင်ပါကိုယ်တော့ဟုတ်ပါဗျာအဲ့ဒါအကြောင်းဆိုပြီးတော့လောက်တာမဟုတ်လားမှန်ပါဟုတ်ကဲ့လားဗျာအတူတူမရှိကြပါနဲ့ဘုရားရှင်ရဲ့သာသနာမှာလည်းသုံးမရလိုက်ပါကိုယ့်အတွက်တော့ပြီးလာပြီဆိုတော့အမွေပေးကျင်ပြီလို့ကြာမှန်ပါဟုတ်ကဲ့လားဗျာအဲ့လိုဆိုတော့အကုန်လုံးထပ်တူညီညာတစ်လောကလုံးမျိုးကြာဘုရားဆုံးမတဲ့အဆုံးမရပြီဆိုတော့ဒီတိုင်းလိုက်ပါတော့ကိုအားလုံးချမ်းသာမှာ
အဲဒီတော့ဘယ်လိုလိုက်နာပုံမှာကဘယ်လိုတုန်းဆိုတော့ဒီလိုလိုက်နာရတယ်လို့ကိုယ်နဲ့နှုတ်နဲ့ကဒီလိုစိတ်နဲ့ကဒီလိုလို့သိကြင်တာနဲ့တဲ့အတားတာရှိကဘယ်လိုဝိရိယတွေနဲ့ထူထောင်အဆုံးအမတော်တွေကိုလိုက်ပြီးတော့ကိုပြပါဗျာဟုတ်ကဲ့လားဗျာဒီတခြားသံဃာတွေများကိုရဟန္တာတွေဖြစ်တဲ့ကမြစ်ဒူရင်စပြီးတော့ဒူရင်တွေကိုထောင်ပြီးတော့အမွေပေးတဲ့ဥပမာဟုတ်ပါရဲ့ပေးတာလို့မှတ်ရမှာပါဟုတ်ပါရဲ့ဒကာကြီးတွေဘောဟုတ်တယ်လားဗျဒီမှာပေးနေတယ်မလားဗျဒီပေးနေပါဗျာပေးနေတာဗျပေးရတာအားရရလားဗျအားမရပါဘူးဗျဟုတ်တယ်ဗျသူအောင်ဟုတ်တယ်လားဗျအခုဒကာကြီးတွေဒကာကြီးတွေဒီလိုဒါအမှုဒီလိုစီရီတော်ကြီးတွေတွားပြီးလားမသိဘူးလားဗျဉာဏ်သိပါဗျာဒီကြောင်းဝင်တဲ့လူတွေဟာကိုယ်အိမ်ရောက်လာတယ်ဗျအဲ့ဒီဘုရားမသွားဘူးတော့ဒကာကြီးကဘယ်နဲ့လုပ်လိုက်ကြတော့တပည့်တော်လိုက်ကြပါပါဗျာအဲ့ဒါဒကာကြီးကကိုတီပြီးသားဘာလို့လိုက်ကြလာလဲတပည့်တော်လည်းဒီလာတဲ့တဲတဲ့ဧည့်သည်ကိုအမွေပေးကြလို့ပါဗျာဟုတ်ပါဗျာတခါလောက်ပေးပြီးအားရရလားဗျတခါလောက်ပေးပြီးတဲ့နောက်တခါပြန်လာပြီးတခါခုကြအောင်လိုက်ပေးမယ်ဆိုပြီးတော့ပို့ပါရောဗျာအဲ့ဒါဘာလို့လဲဒကာကြီးရဲ့အမွေပေးတာပါဗျာအေးစက်နေလိုက်တော့ဘယ်တော့မှအားမရဘူးတဲ့မှန်ပါဗျာအဲ့ဒါလိုပြောပါပြီးတော့ဟိုလိုဆိုတော့လည်းမြေတော်ကြီးဖြစ်ပြီးတော့နားမလို့တော့ဖြစ်ကုန်နေမှာဟုတ်ကြရလားဗျာဗျာအေးဒါကြောင့်မို့ဆိုပြီးဒူရင်ဆောင်ပြီးကြဗျာသူတို့အောင်ငယ်ဒါလို့ဆိုတော့လေနေရာကြလိုက်တာကလားဒီအတန်ကြီးကြားရလားကောင်းနေတာကြီးကြားတဲ့ဟိုတော့ဘုံမှာဒါပါတော့ဆိုတော့အမြင့်ဆုံးအမြတ်ဆုံးဖြစ်တဲ့လူလာရက်ကိုရတဲ့အတန်ကြီးဗျဟုတ်ကဲ့လားဗျာဗျာဒီလူလာရက်တွေကိုလည်းရနိုင်ရဲ့ဒီလက်နဲ့ကမကြိုက်ရဘူးတော့မရတဲ့နေတာဗျာကျမခဏတော့ဒီလက်နဲ့ကြိုက်ရတယ်ကိုဗျာကြိုက်ရင်တော့ရဟုတ်တာကြိုက်နိုင်ကြပါလားကြားလားဗျာကျမကရပါလိမ့်မယ်ဆန်းတာလားတက်တာလားကတော့ဘယ်လိုလုပ်ဆိုလို့ဒီလူလာတူတင်ဆောင်ထားကြမယ်ဆိုလို့ဒီရင်စိတ်ချက်တက်တာလားပြောမယ်နော်ကျမဗျာခဏတော့အိယာမခင်းရအောင်တက်တာဘူးလားဗျာတက်ပါပါဗျာဟုတ်တယ်လားကြာကြားရပါလားဟမ်ကျမခေါင်းရောကောင်းလို့တော့မပြရတော့ပါဘူးဗျာဟုတ်ကဲ့ဒါရဲဒါကြားလာဟုတ်တာမဟုတ်သေးဘူးမျက်နှာကြည့်တော့မျက်နှာကြည့်တော့ပြစ်ပါတော့ဗျာကောင်းလိုက်ပါဗျာကဲဗျာဟမ်ကျမဒီပြန်ထိုက်လာတဲ့ဥစ္စာကရှိအောင်မယ်အဲ့ဒါတော့မပြောသေးပါဘူးဝရိယနဲ့ထူထောင်လို့ပရိယတိပါပေါ်လာတဲ့အခါကျတော့သူတော်ကောင်းအစားစားလို့အဲ့ဒီကြတော့မှသိကြလို့ပြောပြမှာပဲပြောလို့ရတယ်ပုံမှန်ကမဟုတ်ဘူးထင်တယ်အဲ့ဒါကြတယ်ဗျာအဲ့ဒါများများနားလေတဲ့ဟာပြောတခြားတတ်မယ်ဆိုဒီလူတွေနဲ့ကပါလဲမယ်ဆိုလို့ရှိရင်ဘယ်နဲ့ရင်းကခေါင်းအိပ်ရလို့ဒီညဆောင်းအောင်မလားဆောင်းရဖို့မလိုတော့ပါဘူးဗျာဒီကမပါတဲ့ဒကာကြီးကတခြားခဏလေးကြောင်းမယ်ဆိုဘယ်နဲ့လုပ်တယ်ဒီကပါလည်းပဲဘာလို့ပါလို့မပါလို့ဘာမှပြောနေကြမရှိပါဘူးဗျာဒီလိုမဆောင်းရင်မဆောင်းတဲ့အချိန်မှာတော့မဆောင်းတဲ့အချိန်မှာတော့ကောင်းနဲ့ဆောင်းနဲ့ရှင်းတောင်းနဲ့အမတန်တော့ကရများပါဗျာဟုတ်ကဲ့လားဒါယူကြရတယ်ဗျာသင်္ကသားတွေသမီးတွေမိတွေမိတွေကဒါလေးလက်ကြဆိုသဘောကျပါလားဒါလေးလက်ကြပါဆိုရင်သူတို့သင်မလာတဲ့သဘောမကျပါဘူးဗျာဒကာကြီးကတခါတော့ငါဘာမှမလုပ်ကြနဲ့ဟေးဘာမှမလုပ်ဘူးဆိုဘယ်နဲ့တည်းကသိချင်တာသူတို့ကကောင်းမကြောရပါနဲ့ရှင်းတောင်းမကြောရတယ်ဆိုသိသဘောကျသွားမှာပါဟုတ်တာဗျာကိုယ်လည်းကောင်းအများလည်းကောင်းဗျာဟုတ်တယ်လားဗျာဒကာကြီးမကြည့်နေဘူးလားဗျာသူတို့ကသိပြီးတော့အမတန်ကြီးနေပဲကောင်းတဲ့ဒကာကြီးဆိုပြီးသိကြီးမျိုးမှာပါဗျာဟုတ်ကဲ့ကုသိုလ်ဖြစ်ဘူးလားဗျာသူကုသိုလ်ဖြစ်ပါရဲ့ဗျာဒကာကြီးကခိုင်းလာများတယ်တွေ့လာမလားဗျာခိုင်းပါဗျာတော့ပြန်မပြောခြင်းလို့ကသိကြရတော့အတော်သိညစ်သွားတာပေါ့ဗျာသိညစ်တော့ကုသိုလ်ဖြစ်သေးရလားသိညစ်သွားတာပြောအကုသိုလ်ဖြစ်ပါရောဗျာဒီဟာလေးနဲ့အဲ့ဒါမိမိကလေးနဲ့ကြားလို့ရှိရင်ဘယ်ရောက်ပါမလဲမိမိကလေးနဲ့သွားရင်ဒီတဲ့တို့ဘုရားကဲခိုင်းရပြီးတော့စိတ်ကခုလူကြီးနဲ့တွေ့ရင်အပယ်ကြပါရောဗျာဗျာဒီအောင်ကြိုက်တာဗျာတခါကြီးလည်းမကောင်းဘိုးလည်းမကောင်းကြီးတွေလည်းမကောင်းအဲ့ဒါကတော့ဒါတော့ဘယ်လိုလဲဟိုကောင်းအကုန်လုံးကောင်းဟုတ်တယ်လားဗျာသူကောင်းတော့ပါတော့ဗျာဘိုးတွေမိတွေဟိုခဏဘိုးရဲ့မိရဲ့တွေနားကြဘေးနားဟာတွေကတော့ဘေးနားဟာတွေကအကုန်လုံးကောင်းကြပါရောကြားရမြင်မရတဲ့ဥစ္စာရေပြက်လို့ပြောနိုင်ပါအောင်လားဗျာရေပြက်လို့မပြောနိုင်ပါဘူးဗျာကောင်းနေတာဒါတွေရသွားမယ်ကုသိုလ်တွေရပါရောဒေသနာတွေရမယ်ဒီပုဂ္ဂတိဘဝဆံကအဆုံးစုံမှာမတ်ဖို့ဆန်းသာဖြစ်အောင်ကရဏအဖြစ်နဲ့ပို့ဆောင်လိုက်ပါရောဗျာကောင်းလိုက်တာတကရဲတစ်ဖက်ဒီအကောင်းတွေတယ်ခုမှလို့ရေတိုင်းလောက်ကြဘူးရာတဲ့ဟမ်ဒါအကောင်းပြောတယ်ကကုန်းသွားပါလားမကုန်းနိုင်ပါဘူးဗျာအကောင်းကဟုတ်တယ်ရလားကြားတယ်ကျိုးစားကြရနေတာကြားကြပါဗျာဒီဒါကြောင့်ဝရိယတွေနဲ့ထူထောင်ပြီးတော့ကျိုးစားကြအားထုတ်ကြဗျာဒီနေ့တော့ပြောဟုတ်တာပါလားဟုတ်ပါနဲ့ဒီကောင်းပါဗျာကောင်းပါယခုကြည့်ရတော့
ကုသိုလ်အပြားပြားသီလတရားဟောတာတရားနာတာသမထကုသိုလ်ဝိပဿနာကုသိုလ်တို့ကိုသုံးသက်တဖုံသောဝေနေယကရဝအပေါင်းကိုအမြပေးပါတယ်ခင်ဗျာအမြယူတော်ကြပါခင်ဗျာဒီလာခိုင်ကြီးဒီလာကြီးရှိတာဒီကျန်လို့ဒီလိုမျိုးဆုံးတာဒီတဲ့ကံကံရာနဲ့ကြားတာလာရောဒီဟာအကျဉ်းကျမ်းနဲ့ကြည့်ပြီးအောင်ရတယ်ဆိုတဲ့ဆိုတော့ရာစိတ်ကံကံရာနဲ့ကြားတာလာရောဒီလိုဒီနေတာအလိုရှိရတယ်ဒီတော့ပါရတယ်စိတ်ကံကံရာနဲ့ကြားတာလာရောဒီနိုင်ပါတယ်ဒီလိုက်ပြေးပါဒီကဒီလာနဲ့ကြည့်ရင်ဒီတဲ့ဒီတော့ဒီလိုသင်္ကောနဲ့ရောတာဒီမှာဒီလာဖြစ်တဲ့ဒီကိုယ်တိုင်အလိုတော်ကိုအမိသားရေးတွေသိစမှကြားတာအလိုတော်ဒီနေ့ရှိတဲ့ဘုရားရှင်ဘုရားပါလာသက်တာဒီကဒီတော်ကြီးရဲ့ဒီအလိုရှိရာဖြစ်တဲ့တော်နဲ့မိစ္ဆာသံဃာဘာလို့ဤတဲ့ကြီးကိုသိတိုင်းတာဒါသိတိုင်းတယ်ဒါလို့ဆိုတာသစ္စာရေးတာသိနေပြီးတော့သိရမြင်တာကိုဟောပြီးဆိုတာရတော်ပြီးသမ္မာသမ္မာဒီသိစေတာဟောပြီးသာဝကဟောပြီးသာဝကဘုမှာသက္ကသာဝကမဟာဘာဝကဘုသာဝကရောလို့အတူတူသိရတယ်တယ်လို့သိရသိတဲ့ဟောပြီးဒီလိုအဲ့ဒါကိုတန်ရတာလို့အဲ့ဒီသိတောင်းတာသိတာသံဃာတော်တိုင်းသိပြီးအောင်မိစ္ဆာတန်ကြကြရတယ်ဒီတော့စားကြတယ်ဒီလိုကျမ်းမှာကျမ်းမှာညာရကြတယ်စားကြဒီလိုစိတ်နှလုံးကိုကျမ်းမှာတဲ့အတိုင်းဒီပါရဲ့လို့ဆိုတော့အခါကောင်းလို့ခေါ်တာကောင်းလို့အရိယာကောင်းလို့တရားဖြင့်ဝင်တဲ့အခါအာရဏရှိတဲ့အခါကောင်းခေါ်တယ်ဒီတော့နတ်ဘဝဒီလိုဘဝရမှုဘဝကောင်းခေါ်တယ်အခါဘဝကောင်းတာသိပြီးတော့လေလာတဲ့တန်တာကိုပြီးလာဘရိယာသီရာရမှုဆိုတော့ဒီရဝနာတွေရဲ့လုံးဝသိရတာဒီအောင်တရားကိုရေးရမှာအကျဉ်းတရားနာမအားဖြင့်တရားကိုသင်ကျော်ပြီးတော့သိပြီးပြည့်ပြီးအားထုတ်ပြီးဝိရိယကောင်းတယ်အခါတော်ကောင်းတာသိပြီးတော့ဝိရိယကောင်းရရဲ့ဒီနေ့ဒီမှာကောင်းနေပြီတန်တာကိုမှန်ပါတယ်ကြောက်တာအကျဉ်းကြောင်းနဲ့ပြီးအောင်ကြတယ်မင်းပြတ်တာမှာညာရကြတာတို့လားဒီလိုတုံ့ပြန်လို့တောင်းတာတော့ကြီးတောင်းတာတော့ကြီးကြတာအခါတော်ကောင်းတာသိပြီးတော့တတိယကောင်းရတယ်ညာကြတယ်ဒီမှာနာကောင်းတယ်ဒီတော့ဘယ်ရှင်လဲကောင်းတာလို့ဆိုတော့တရားကျင့်ကျင့်တယ်နေတဲ့ဒီမှာကာနာညာကြတယ်ဒီမှာနာတို့တရားကျင့်တမ်းတော့လို့အကျဉ်းတန်ရာပြီးတော့ဒီကရှိသူတော်ကြီးကိုကြည့်ရဘုရားရှင်ကဒီလိုကိုမျက်နှာအားဖြင့်ဒီလိုရရတယ်အားကြတယ်ဘယ်လိုလဲနာဘယ်လိုမှအားမရဘူးလားမျိုးရှိတာဘူးဗျာတရားသူကြီးကြပြီးတော့အတူတူကြီးတဲ့ဒီလိုရတယ်ဘုရားရှင်ကိုသင်္ကနာပြီးတော့ကိုယ်ကဆွေးနွေးပြီးသိတာတဲ့အတိုင်းသတ္တိကဒီနာကိုသိနေတယ်ဘုရားရဲ့ဆရာမရရင်ဒီလိုမျိုးတဲ့လာကြတယ်ဒီမှာဒီမှာတို့မကြတဲ့ဝိညာဉ်ကိုသိရတာလည်းမရှိဘူးပြီးတော့အရိယာကိုရေးရတာအကျဉ်းတိုင်းမကြပါဘူးသူတော်ဒီဆိုတော့အာနာမသာရင်သိကျင်အားကိုလိုက်လာကြရအဲဒီတော့ဒီလိုဒီလိုလုံးလာဝိညာဉ်ကဒီနဲ့ကြောင်းတဲ့အခါမှာဝင်အောက်လာလို့အားလုံးတွေအားဝမ်းလိုက်ကြဝမ်းပါကြတာလို့လားဒီကတော့ဝမ်းနဲ့ဝမ်းသားမှုဒီအလိုဆိုတဲ့ခဏတည်းကဒါမှမဟုတ်သံဃာတွေစောင်းနေတော့လုံးလိုက်ကြတာရောရပါပါရမယ်ဒီကတော့အိမ်မလုံးအောင်တောင်းတာရောတာဒီကအားလုံးမျိုးဆိုတော့အခါရကောင်းတာသိပြီးတော့ဘယ်ရကောင်းရလို့ဒီရဲ့ဒီကဆိုတဲ့တော့တာပြီးဆိုတော့သက်တာအချိန်တိုင်းအချိန်တိုင်းဘယ်ရထူထောင်ပြီးတော့မှန်ပါရဲ့အပြည့်အစုံကိုပြီးပြီးအောင်
ဒီခံလာလိုက်ကြတာအခုအားလုံးနဲ့ဘုရားကတားတာတွေလက်သက်တွေအိုက်တာရောက်လာကြပါရဲ့ဗျာဒီတော့အခုကဆိုတော့ဒီလေအခါဘဝတွေကညရတာဖြစ်တော့ဒါသူ့ကိုင်းရောလို့လက်လာရရတာတို့ဟာသူတော်ပြီးပြီဆိုတော့ခေါ်ရတာကလည်းဒီလိုလိုက်ပါကြမယ်ဆိုရင်အားလုံးကိုဒီတော်ကောင်းနေတာတောင်းတာဒီလိုပဲအခါမလုံးထိုက်တာလို့အပြည့်အစုံကြီးကြတယ်လို့အားလုံးကိုဒီတော်ကောင်းတားတာကြီးကြီးအောင်နေတာနဲ့ဒီဘုရားရှင်ဒီသုံးပါးရဲ့အဆုံးအမကိုရပါတယ်အဲဒီကတာကိုလည်းဒီလိုက်ပါကြတယ်ဆိုတာဘုရားရှင်ဒီသုံးပါးရဲ့အဆုံးအမကိုလည်းရတယ်ဆိုရင်ဒီနာပါတယ်လို့ဆိုတော့အားလုံးကိုဒီတော်ကောင်းသိကြတယ်အတားတာကျောင်းကျင်လာဒီနာတို့အများကြီးတဲ့တုံးဆိုတော့ဒီတာမျိုးကိုဒီတော့အားဒီနေ့ကသုံးပါးပြီးတော့နေကြတယ်သုံးပါးရဲ့ဒီကတည်းကအားရတန်ခူလာရဲ့အများနဲ့တော့ဒီမှာကြာလာတဲ့သူတော်ကစားကြတာမေတ္တာမျိုးကိုပြီးတော့သုံးပါးရဲ့ဒီကတည်းကကိုယ်ကိုချာဆက်ပြောပြီးတော့အခုအခါပြည့်နေတယ်ဟာအချင်းတွေအချင်းမဖြစ်ရအောင်ဟာအဲလိုပြင်းနေပြီးတော့တနာပြီးတော့အားလုံးကိုကြာသိစေပါကြအဲလိုသိပြီးတော့ပြန်ကြပြီးတော့နေကြတယ်သုံးရတဲ့ဒီတကတွေဟာဘုရားရှင်ဆိုဆုံးမှာတယ်တဲ့ဆုံးမတယ်ပါလို့ညာဒီတော့ဘုရားဆုံးမတယ်ဆုံးမတယ်ဒီကားလို့ဆိုရင်သုံးရပြီးတကဆိုတဲ့များတယ်ကျေကန်းတယ်နည်းနည်းဆက်ဆက်သုံးလို့ပဲဒီတော့နည်းနည်းဆက်ဆက်သုံးလို့များပြားပြီးတော့ဒီလိုမျိုးများတယ်လည်းပဲသင်စစ်မှာတော့သင်္ကန်းမှလည်းလို့တစ်ခုပါတော့ရာဒီတော့မိဘရှင်တွေနဲ့ကြည့်ကြပါတော့ဘုရားတော်ဆင်းတဲ့ဥစ္စာအခုအခါကျင်းတဲ့ငုံတော်အကျင့်ကိုစေတာကျေဝိခါရမကြည့်ကြရအောင်မိဘမျိုးဆိုလို့သင်ကြသုံးပါပြီးတော့ဒီလိုရှိလိုက်တာခံကြရတာလို့အားလုံးနဲ့ဒီလိုပါရလို့ဒီဘုရားရှင်ကိုသုံးပါရတဲ့သုံးရတဲ့ဒီတကလို့ကိုနဲ့ဉာဏ်နဲ့ရတဲ့အပြည့်အစုံဉာဏ်နဲ့ပြန်ပြီးနေနာကြတာဗျာအားလုံးကိုဒီလိုအပြည့်အစုံအားလုံးကိုဉာဏ်နဲ့ပြန်ပြီးနေနာတယ်လို့ပြောအားလုံးကိုလို့ရှိရင်အခုဘုရားကိုသုံးပါရဲ့အကျင့်မှာတယ်လို့ဉာဏ်နဲ့ကြားမယ်လို့ဆိုလို့ရှိရင်အားလုံးနဲ့ဒီလိုပါရလို့တာပြီးတော့ဘုရားဆုံးမရဲ့အဆုံးအမရဲ့ကြားရတဲ့ကြံတဲ့အားသိသိနာလေဘယ်လိုသိသိနာလေဘာလို့ဆိုတော့ဒီသုတ်ပါဗျာဒါကအတိကမှာပါဗျာဒီဟာကဝိနည်းပါဗျာဟောလို့လည်းကြားရင်ကြားခြင်းဥစ္စာရဲ့အားလုံးတွေဟာသိသိနာလေကြပါဗျာအားကြောင့်လေမြေတာရှင်လည်းနာရှင်အားလားရှင်လည်းနာပြီးတော့ဉာဏ်ကသုံးပါကြပြီဆိုတော့ကိုယ်နဲ့တန်းနေရတယ်အတိအကျပြန်ပြီးနေမှာကြတယ်လို့အလေးပြောရတယ်ဗျာဒီတော့ကိုယ်ကမှတ်ပြီးတော့ထားရတယ်လားအကုန်လည်းလုံးလို့လားအကုန်လည်းလုံးမဟုတ်ပါကိုယ်မှတ်ပြီးတော့ဘုရားကိုသုံးတာထားရတယ်လားကိုယ်ပြည့်တဲ့ရာဒီတဲ့ဒီကိုတတိမှန်မှန်ကိုဝိရိယဓမ္မနဲ့အဲ့ဒါပါလို့ပြည်တယ်ပြီးတော့ပြည်တယ်ဘုရားကလည်းအာရုံကမဝင်နိုင်အောင်အစောအမှန်တိုင်းငါဖြစ်ပြီးအောင်အားမယ်လို့အဲ့ဒီထူထောင်ပြီးတော့အားရင်အာရုံဘုရားဆုံးတဲ့အစောအမှန်တိုင်းကလည်းတက်လင်းပြီးတော့အာရုံကမဝင်နိုင်အောင်ဟာပြီးပြီးတော့နေမလို့လာရအပြီးနေရတယ်ဗျာအဲ့ဒါလို့အာရုံကမဝင်နိုင်အောင်ဟာပြီးပြီးတော့နေတဲ့သင်္ခါမှာအရှင်ကအားဖြင့်သင်္ဘောကိုပြည့်စုံတဲ့လောဘသိနေတာလားယာသင်္ဘောကိုဖြစ်ပြီးတဲ့လောဘမရှိတာဘူးဗျာဟောတာပဲဗျာမရှိတာဘူးဗျာဟောတာပဲဗျာမရှိတာဘူးဗျာဟောတာပဲဗျာမရှိဘူးဆိုတော့အရှင်ကအားဖြင့်ဒါသိရဖြစ်တာတော့ဗျာဒါကသိရဖြစ်တာရဲ့ဗျာဒီလိုဆိုမှဒီတော့ဒီလိုသိရဖြစ်ပြီးတော့ဒီလိုဆိုမှသိရင်တောင်းတာဥပ္ပံပြုတောင်းတာဥပ္ပံပြုတွေပဲရှိဥမှာလားဗျာဒီတောင်းတာဥပ္ပံပြုမရှိပါဘူးကွာသိရင်ကြောက်တာတောင်းတာပြီးတော့သူမရတာသိရလားဆမ်းပါလားသိရပါတယ်ကွာ
ကိုယ်ကြံ့ကြတောင်းတာဒီတိုင်းမရှိဘူးဆိုတော့ဒီအချိန်မှာတော့လည်းရာမျိုးဆန်းပါပါဗျာအေးအရှင်ကအားဖြင့်ဘုရားကိုသိနာပါတယ်အဆုံးအမမှန်မှန်ကိုတန်တော်ရိယာနဲ့ထူတော်မျိုးတရားကိုမဝန်နိုင်အားထားမယ်လို့ဒီလိုဆန္ဒဖြစ်ပြီးတော့ထားတယ်ဒီလိုထားတာကဝရိယဗျာထားလို့ဆုံးလာတဲ့စေတနာနဲ့ပြောဝင်ပြီးတဲ့အာရုံတရားမဝန်နိုင်အားကြီးနေတာကအာဝရိယကြီးကဒီလိုကြီးရဲ့ဒီနာဆက်သုံးကြမှာတန်တာဒီသားမှုမရှိဘူးဆိုတော့ဒါဆန်းလာတာပါပဲဗျဒီလိုဆန်းလာကိုရရတယ်ခါထိုက်လာတဲ့ခါကြတယ်ကိုဒီသံဃာရဲ့ဆင်းလာရှင်းပြီးတော့လာခဲ့ကြတယ်လာခဲ့ကြရတဲ့ဟာမှာလာခဲ့ရတဲ့အခါမှာတရားတော်သိမှကိုမှတ်သားပြီးတော့လိုက်နာမှုမပြည့်ရဘူးဖြစ်တော့ကြာဘုရားဆိုမှမရကြဘူးမလိုက်နာရဘူးဖြစ်တော့ကြာကိုယ်ကြံ့ကြတောင်းတာဒီပါမှုပြည့်ပြီးတော့ခန္ဓာမှာဝေကြပြီးကြတာမလားဗျာမရဘူးရဘူးပါဘုရားရဲ့မရဘူးတော့ဒီတစ်ခါတော့ဘုရားသိမှရဲ့အဆုံးမှာဝေရလို့တော့ကြတာလည်းပြည့်တယ်လို့လိုက်တာတဲ့ကိုကမ္မသံဃာတွေနဲ့ဝိရိယဝိရံတို့ဝိရိယကြီးကပေါ်လာကိုယ်ကြံ့ကြတောင်းတာပြည့်လို့ခန္ဓာကိုရတယ်ဒီခန္ဓာကိုမစွန့်မတော့ဘူးငါဒီအမြဲတုံးမယ်လို့ဒီရတဲ့ခန္ဓာပြည့်ပြီးဆိုတော့ဒီခန္ဓာကိုမလွတ်ဘဲနဲ့အမြဲတုံးမယ်လို့အလေတုံးလို့ရှိရင်ခဏလေးကိုဒီကပြီးအောင်လို့ထိုက်လာတဲ့ခန္ဓာမျိုးအခုလိုတုံးမယ်ဆိုလို့ရှိရင်ရော့လာကြမှာလားဗျာတစ်ခါတည်းတုံးနေတော့မရော့ပါဘူးခင်ဗျာကိုယ်မှာလားရကိုယ်ပါဘူးခင်ဗျာဒီလိုဆန်းလာရဲ့ဒီလိုထိုင်ပြီးတော့အာရုံကြည့်တော့ထိုက်လာလို့ဒီလိုသိနေတော့ရဲလည်းမရဘူးဘုံလည်းမကင်းဘူးစားရဒီကမ်းမှာကိုမလွတ်တဲ့နဲ့မတ်တော်ရမယ်အဲ့လိုမတ်တော်ရတဲ့အချိန်မှလည်းမလွတ်အောင်ထားပြီးတော့မတ်တော်ရရင်မဖြစ်ဘူးလားရမလွတ်အောင်ထားပြီးတော့မတ်တော်ရရင်ဖြစ်ပါဗျာလမ်းတော်ရင်လည်းရလမ်းတော်ရင်လည်းအာရုံပြည့်ဖက်နဲ့ထားရင်ဖြစ်ပါဗျာဒီလေသိတာဒီအရေးကိုကြည့်ရင်လည်းဗျာအရေးကိုကြည့်ရင်လည်းထားလို့ဖြစ်ပါဗျာဒီကဒီတော့ဒီလိုအာယုံကိုတဲ့ရင်ကအခုဒီလိုအမြတ်သုံးမယ်ပြီးတော့ဒီချမ်းသာဟာမတည်ပြန်ရသည်ဒီဟာနဲ့ပဲအမြတ်သုံးမယ်ဆိုတော့အခုလာလားဗျဒီသံဃာရဲ့အတွက်ကိုဗျာသိရင်ကြောင့်ကတတ်လာရအောင်ပါလားပြပါမှုရှိဦးမှာလားဗျသံဃာအတွက်လည်းပဲသိချရပါရောဗျာဒီခဏတမို့ကလေးဝေရင်လည်းဘုရားသုံးလာတဲ့အဆုံးမှာမှန်တန်တရိယာနဲ့ထူထောင်ပြီးတော့ဒီရဲ့အခါမှာပရိယုဒ္ဓတာကပေါ်လာတဲ့အခါကလေးသိလာပါလေဗျာတဲ့ဒီလိုအာရုံကြည့်ရတဲ့ဥစ္စာဟာကသင်္မမှာလားဗျသင်္မမှာဘူးဗျာပစ္စည်းကကုန်နေရလားဗျပစ္စည်းလည်းမကုန်ပါဘူးဗျာအလုပ်အတိုင်းပြတ်တယ်လားဗျာအလုပ်အတိုင်းမပြတ်ပါဘူးဗျာဒီကလာတို့ဒီရဲ့ကိုသံဃာဒုက္ခနဲ့နေတာကိုသိမှလားဗျာဒီဟာများလည်းမသိစင်ပါဘူးဗျာသင်လည်းမသင်ပါဘူးဗျာဟောဗျာပြည့်စည်လည်းမကုန်ဘူးဗျအလို့အတိုင်းလည်းမပြတ်ပါဘူးဗျဒီကလည်းမသိဘူးဗျာဟောဒီလိုအမြဲတမ်းပြီးတော့ဒီမဲ့ဆိုလို့ရှိရင်ဒီအတိုင်းလည်းဒီအခုအဲ့ရတဲ့ခန္ဓာလေးကမတည်ပြန်နေပါဘူးလို့ဒါလိုက်ဆိုတော်ပါပြီဗျာလို့ဒီလိုစိတ်ဆန္ဒရှိပြီးတော့ဒီဟာပဲအခုရပြနောက်ရပြကိုသိရင်ကြောင်းရဒီပန်ကျင့်ပြီးတော့နေရတယ်ဘယ်လောက်ဆိုတော်ပါပြီလို့ဒါလိုသိကြည့်ပြီးတော့အမြဲတမ်းနေဆိုလို့ရှိရင်သိဘူးမတည်ရနဲ့ဒီအတိုင်းနဲ့ညီမလားရမတည်ရင်နေတဲ့ကတရားသဘောတရားအတိုင်းသူ့ဘာသာတူတူသွားမှာပါဗျာအဲဒီတော့အဒီအားလုံးမှန်တာကြီးရှိကြတယ်အဒီဘောဓိတွေဥစ္စာမှန်တာတဲ့အတိုင်းဟာမပြီးကြဘူးလားဗျာအမြင်ကြပါလေဗျာဒီတော့ဒီကအာရုံကြည့်ရတဲ့ဥစ္စာဟာသင်လည်းမပင်မပြည့်စုံလည်းမကုန်အလို့အတိုင်းလည်းမပြည့်ဘူးသူကလည်းမသိဘူးဟုတ်ဗျာဟိုလည်းဗျာတယောက်သေးဘူးလေအာယုံကြည့်ရင်တော့ဖြစ်ဘူးလားဗျတယောက်သေးအာယုံကြည့်တယ်ဖြစ်ပါတယ်ဗျာဘုရားတည်းအများနဲ့ဟောဗျာဘုရားတည်းအများနဲ့အာယုံကြည့်လို့လည်းဖြစ်ပါတယ်ဗျာဒီရမြင်ဘောရမြင်မှာပဲဗျာဖြစ်ပါတယ်ဗျာကိုယ်ကိုယ်ချမ်းကိုယ်ရာဌာနသားတွေသမီးတွေညီတွေမြစ်တွေနဲ့ညီရင်တိုင်းနဲ့အာယုံကြည့်ရင်တော့ဗျာသားတွေသမီးတွေကြားထဲမှာလည်းပဲအာယုံကြည့်ရင်ဖြစ်ပါတယ်ဗျာဒီဒါကြောင့်ဘုရားရှိတဲ့တော်က
များကြတော့သူတော်ကောင်းစားကြတဲ့ဒီဘုရားရှင်ဒါမှရောက်လို့အကျဉ်းသမားရဲ့သင်္ကြန်ဆုံးမရဲ့အဆုံးအမကိုရတယ်နေတဲ့ကြတဲ့တဲ့မချရတဲ့ဝရိယနဲ့ထူထောင်ပြီးတော့ကိုလိုလားတဲ့မှန်တာချက်ဒီအရာယူကြလို့အားလုံးလို့ကြည်ရတယ်ဘယ်လိုစားတယ်လို့ဆိုတော့ဆက်ချိုးမှာရှင်ဘရင်လူရင်းပြဟောပြီးတော့ဒီကဲလို့သုံးပါရဲ့အဆုံးအမကိုရတယ်နဲ့ကြိုင်နေတဲ့မချတဲ့ဝရိယနဲ့ထူထောင်ပြီးတော့ယူတော့မှန်တာချက်ဒီဟာပြီးရတဲ့ရှင်ဘရင်ဒီဟာဘယ်လောက်များကြတော့ရအများကြီးပါပဲဗျာရေတွက်နိုင်ရလားဗျာရေတွက်နိုင်ပါဘူးဗျာတစ်သေးတွေရောဗျာတစ်သေးလို့ရင်းဒီကဲတော့ဝရိယတွေနဲ့ထူထောင်ပြီးတော့ယူကြလို့မှန်တာတဲ့အတိုင်းကြီးကြတာတွေရောဗျာတစ်သေးတွေလည်းပဲမကြီးမတွက်နိုင်ပါဘူးဗျာရှင်ဘရင်တစ်သေးမဟုတ်ကြတဲ့အစားစားရောအားလုံးတွေရောဗျာမကြီးမတွက်နိုင်ပါဘူးဗျာအေးဗျာအဲ့ဒါအခါဘဝကောင်းတာသိပြီးဆိုတော့ဘုရားရှင်ဆိုဆုံးမရဲ့အဆုံးအမရတယ်နဲ့တရားနဲ့ထဲမှန်တဲ့အတိုင်းကြီးလိုက်အောင်ဝရိယနဲ့ထူထောင်ပြီးတော့သောရစတာကုနဲ့ပြည်စုံယူကြတော့အားလုံးတို့ဟာဘုရားဆိုတဲ့တဲ့တို့ကအချိန်တိုင်းကတောင်းတာချက်တွေဟာပြီးလိုက်ကြတာမရေပြတ်နိုင်ပါဘူးလေဗျာပြီးတော့ဘုရားဆိုတဲ့တဲ့တို့ကစပြီးတော့ဆက်ခါဝရိယတွေနဲ့ထူထောင်ပြီးတော့မှန်တဲ့အတိုင်းပြီးအောင်ဟာလည်းယူဆောင်လာလိုက်ကြတာအားလုံးတော့ဒီတော့သာသာများတို့ရဲ့လက်ထဲသူထိုက်တာရောက်တာပါရောရဆိုအခုတော့ဆိုတော့ခုလည်းပဲသုံးပါပါတယ်ဆိုမှရကြလို့ရှင်းရှင်းနေခဲ့လို့တောဝတ္တတာကိုပြည်စုံပြီးပြီဆိုတော့ဝရိယနဲ့ထူထောင်နေဆိုရင်မရဘူးလားဗျာရနိုင်ကြပါတယ်ဗျာယနေ့ကြွလာတော်မူသောတရားနာပိဋကထူးတဲ့နေ့ပါပဲဗျာအဲ့ဒီတရားနာပိဋကကရှင်းအရှင်ကောင်းများချမ်းသာဒုက္ခရတယ်လို့ခုချက်ချင်းစပြီးတော့ချမ်းသာဒုက္ခကိုလှုပ်ရှင်ကြပါပြီဗျာအဲ့ဒီချမ်းသာဒုက္ခလှုပ်တဲ့နည်းကိုသာလျှင်သနာရှိမြင့်တော်မူပါဗျာဟောဒါကတော့အားလုံးတော့ဒီတော်တော်စားကြတို့ဒီမေတ္တာရှင်ကရုဏာရှင်ဖြစ်ကြတဲ့သင်္ဃာတော်ပေါင်းအရှင်ကောင်းမှုတကွာအားလုံးတော့မြင့်မြတ်ကြတဲ့ဒီတော်တော်စားကြတို့ဒီမေတ္တာမို့ဆွေပြီးတော့သုံးပါပါတယ်အဆုံးအမ300တော်ဒီတကားတို့ကိုချဟောပြောပြီးတော့အဆင့်အတိုင်းဟာကိုကြီးမြတ်နေကြပြီဖြစ်တော့ကြောင့်အားလုံးတော့သူတော်ကောင်းစားကြတို့ဘုရားသွဆုံးမပါတယ်အဆုံးအမတော့300တော်ဒီတကားတို့ကိုနဲ့ဒါမလို့ကတော့ကျွမ်းနည်းနေမှာသိရှိပြီးတော့အရှင်သင်ထားကြတယ်အကျဉ်းပင်ခေပအကျေဝိထာရအားလုံးတို့ဥစ္စာပဲမှလိုတယ်လို့တော်ပြီးတော့မရှိကြပါဘူးညာအေးအဲ့ဒါမှသားပြီးတော့ထားတာတွေကညာကြလို့ကျေဝန်းဒီလိုမျိုးလိုလည်းအကုန်စလုံးမဟုတ်ပါအားလုံးတို့ဥစ္စာဟာဆင်းရဲမှလွတ်မှုတစ်ခုဖြစ်ပြီးဖြစ်သောကြောင့်ဒီမှသားပြီးတော့ထားတာတွေကကိုနှစ်တဲ့ရာကိုကောင်းမွန်စွာစီပြေးပြီးတော့နှစ်တဲ့ဘုရားအဆုံးအမတစ်ခုမှန်မှန်ကိုဝရိယတန်တာနဲ့အာယုန်တကားတို့မဝင်ပါနိုင်အောင်ဟာထားမယ်လို့သာလျှင်ဟောထားကြပါဗျာဘယ်ချိန်ထားရမှာလဲဆိုတော့အချိန်တိုင်းဘုရားဆိုတဲ့တို့ကဒီလိုပြုပြီးဒီလိုဝရိယထူထောင်ပြီးတော့သောဝတ္တတာကိုနဲ့ပြုလို့အောင်ယူကြလို့ရကြတယ်အခုလည်းပဲဒီကဲတို့နှစ်တဲ့ရာတခုမှန်တန်နဲ့ဒါချင်းအခုဝရိယထူထောင်ရင်ဝရိယဒီပါဟာကမဆိုင်လေနှင်ပြပေါ်လာမယ်ဗျဒါကြောင့်မို့နှစ်တဲ့ရာမှန်ကိုမှတ်သားပြီးတော့ထားတာတွေကဒီပြီးတော့တန်တာနဲ့လာထူထောင်ကြပါဗျာအဲရဟောဒီတော့ဒါကတော့မခက်ဘူးမဟုတ်လားဗျာတော့မခက်ပါဘူးဗျာတရားမှန်ဟိုခိုင်းရင်လည်းဖြစ်ပြီးစားရင်လည်းဖြစ်ပြီးအလုပ်ဆိုင်လုပ်ရင်လည်းဖြစ်ပြီးဆိုတဲ့နီလန်းကိုသိကျင်ကြပါတယ်ဗျာဒါကတော့ကိုယ်နဲ့တခုတည်းမဟုတ်ပါဘူးဗျာညာကြီးပဲမှတ်သားပြီးတော့ထားပြီးတာရှိတယ်အဲ့ဒါတခုဆိုရင်ဒီတခုကကိုပင်လည်းပဲအကုန်လုံးဘယ်တော့ဆိုတော့ဗျာကျင်းရတာထုတ်လုပ်ပြီးတော့ဆောင်းနိုင်တာပို့နိုင်တာကိုမှန်းတဲ့ဟောဒီပဲပြီးနိုင်တာကြီးတဲ့ပါဗျကိုရင်းကတမျိုးဒီချင်းကတဖုံဒါလိုမဟုတ်ပါဘူးတဲ့ဗျာဒါကြောင့်မို့ကိုနှစ်တဲ့ရာတခုမှန်ကိုရွေးချယ်စီပြည့်ပြီးတော့တန်တန်ဝရိယနဲ့လားရှင်းရှင်းလေးထူထောင်ကြလို့
ကလူတတိပေးရတယ်ဗျာအားတို့တော့ဆိုတော့ဘယ်ရင်းကိုဆောင်မှာဘယ်ဟာကိုဆိုတော့ဒီဟာကတခြားလားဒီဟာကတပုံနာနဲ့ပဲမယ်လို့ဟောတယ်လို့စဉ်းစားရင်စဉ်းစားမှာဗျာဟုတ်ကလားဗျာဒါကြောင့်မို့ဘုရားဆုံးပါတယ်အဆုံးအမတော်သုံးကြတော့ပိဋကတ်တို့ဟာဆင်းရဲမှလွတ်မှုတစ်ခုရဲ့လို့ဆိုတာကိုနားရဒုသားတွေကိုထပ်ပြီးတော့တတိပေးတာကတော့ပူတာမဟုတ်ဘူးဆိုပြီးတော့ထပ်ပြီးတော့တတိပေးတာဗျာလားကြားကြရလားဗျာဟုတ်ကဲ့လားဗျဒီမှာဖေဟာအေးအဲ့ဒါကြောင့်မို့တခုမှန်မှန်တန်တန်နဲ့ဆိုတော့ကိုညှိတဲ့ရာမှာဒါလင်းရွေးချယ်စီစစ်ပြီးတော့ညှိတဲ့ရာတခုမှန်မှန်တန်တန်နဲ့ဒါကလူထူထောင်ကြဗျာထူထောင်လင်းဘယ်လိုလဲဆိုတော့အခုဝရိယထူထောင်လင်းသုံးပါတဲ့အဆိုအမှနဲ့တဲဝင်ပြီးတော့တပားရမဝင်ပါနိုင်အောင်ဟာအခုဘယ်နဲ့တော့ညာပြီးနေမယ်မဟုတ်လားဗျာအခုယခုထူထောင်ရင်ယခုတည်ပါတယ်ခင်ဗျာမန္တရဲ့အတိုင်းကြီးလောက်အောင်ဝရိယနဲ့ထူထောင်ပြီးတော့သောရသတာကုနဲ့ပြည်စုံယူကြတော့အားလုံးတို့ဟာဘုရားဆိုတဲ့တဲ့တို့ကအချိန်တိုင်းကတောင်းတာချက်တွေဟာပြီးလိုက်ကြတာမရေတွက်နိုင်ပါဘူးလေဗျာပြီးတော့ဘုရားဆိုတဲ့တဲ့တို့ကစပြီးတော့ဆက်ခါဝရိယတွေနဲ့ထူထောင်ပြီးတော့မန္တရဲ့အတိုင်းပြီးအောင်ဟာလည်းယူဆောင်လာလိုက်ကြတာအားလုံးတော့သူတော်ကောင်းသာသနာတို့ရဲ့လက်ထက်တို့ခိုက်တာရောက်တာပါရောဗျာဆိုအခုတော့လို့ဆိုတော့ခုလည်းပဲသုံးမပါတယ်အဆိုမှရကြလို့ရှင်းရှင်းနေခဲ့လို့တောရတ္တကိုပြီးဆုံးပြီးပြီဆိုတော့ဝရိယနဲ့ထူထောင်ယူမယ်ဆိုရင်မရဘူးလားဗျာရနိုင်ကြပါတယ်ဗျာယနေ့ကြွလာတော်မူသောတရားနာပရိသတ်ထူတဲ့နေ့ပါပဲဗျာအဲ့ဒီတရားနာပရိသတ်ကရှင်းအရှင်ကောင်းများချမ်းသာဒုက္ခရတယ်လို့ခုချက်ချင်းစပြီးတော့ချမ်းသာဒုက္ခကိုလွတ်ကျင်ကြပါပြီဗျာအဲ့ဒီချမ်းသာဒုက္ခလွတ်တဲ့နည်းကိုသာပြင်သနာရှိမြင့်တော်မူပါဗျာဟောဒါကတော့အားလုံးနဲ့ဒီတော်တော်စာကြတို့ဒီမေတ္တာရှင်ကရုဏာရှင်ဖြစ်ကြတဲ့သင်္ဃာတော်ပေါင်းအရှင်ကောင်းမှုတကွာအားလုံးနဲ့မြင့်မြတ်ကြတဲ့သူတော်ကောင်းစာကြတို့ဒီမေတ္တာမှုဆွေပြီးတော့သုံးပါပါတယ်အဆုံးအမ300တော်ဒီတကားတို့ကိုပို့ချဟောပြောပြီးတော့အဆင့်အတိုင်းဟာကိုကြီးမြတ်မြေရည်ဖြစ်တော့ရောက်အားလုံးနဲ့သူတော်ကောင်းစာကြတို့ဘုရားဆုံးဆုံးမပါတယ်အဆုံးအမတော်300တော်ဒီတကားတို့ကိုနဲ့ဓမ္မလူကတော့ကျွမ်းနည်းလိမ္မာသိရှိပြီးတော့အထင်သင်ထားကြတယ်အကျင့်သင်္ကေပအကျေဝိထာရအားလုံးတို့ဥစ္စာဘယ်မှလိုတယ်လို့တည်ပြီးတော့မရှိကြပါဘူးဗျာအေးအဲ့ဒါကိုမှသားပြီးတော့ထားလာတဲ့ကများများလို့ကျေဝါနေပေမဲ့လို့လည်းပဲအကုန်စလုံးမဟုတ်ပါအားလုံးတို့ဥစ္စာဟာသင်ရမှလွတ်မှုတစ်ခုဖြစ်ပြီးဖြစ်သောကြောင့်သူမှသားပြီးတော့ထားလာတဲ့ကကိုနှစ်တဲ့ရာကိုကောင်းမွန်စွာစီစစ်ပြီးတော့နှစ်တဲ့ဘုရားအဆုံးအမတခုမှန်မှန်ကိုဝရိယသံသာနဲ့အာယုန်တပါးတို့မဝင်သားနိုင်အောင်ဟာထားမယ်လို့သာလင်းဟောထားကြပါဗျာဘယ်အချိန်ထားရမှာလို့ဆိုတော့အချိန်တိုင်းဘုရားဆိုတဲ့တော်ကဒီလိုပြုပြီးဒီလိုဝရိယထူထောင်ပြီးတော့သောဝတ္တကုနဲ့ပြည်စုံအောင်ယူကြလို့ရကြတယ်အခုလည်းပဲဒီကဲလို့နှစ်တဲ့ရာတခုမှန်မှန်တန်တာနဲ့ထားတယ်အခုဝရိယထူထောင်ရင်ဝရိယဒီပါဟာကမဆိုင်တဲ့ညင်ပြပေါ်လာမယ်ဗျဒါကြောင့်မို့နှစ်တဲ့ရာမှန်မှန်ကိုမှတ်သားပြီးတော့ထားတာတွေကစီစီပြီးတော့တန်တာနဲ့လာထူထောင်ကြပါဗျာအဲရဟောပြီးတော့ဒါကတော့မခက်ဘူးမဟုတ်လားဗျာခက်တော့မခက်ပါဘူးဗျာတရားမှန်မှန်ခိုင်းရင်လည်းဖြစ်ပြီးစားရင်လည်းဖြစ်ပြီးအလုပ်တိုင်းလုပ်ရင်လည်းဖြစ်ပြီးဆိုတော့နီလန်းကိုသိကျင်ကြပါတယ်ဗျာဟောဒါကတော့ကိုယ်နဲ့လုံးတစ်ခုတည်းမဟုတ်ပါဘူးဗျာညာကြီးပဲမှတ်သားပြီးတော့ထားပြီးတာရှိတယ်အဲ့ဒါတစ်ခုဆိုရင်ဒီတစ်ခုကကိုပင်လည်းပဲအကုန်လုံးဘယ်တော့ဆိုတော့ဘူးဗျာကျင်းရတာထုတ်လုပ်ပြီးတော့ဆောင်းနိုင်တာပို့နိုင်တာကိုမှန်းတဲ့ဘောရီပြီးနိုင်တာကြီးတော့ပါဗျာကိုရင်းကတမျိုးဒီရင်းကတဖုံဘယ်လိုမဟုတ်ပါဘူးတဲ့ဗျာဒါကြောင့်မို့ကိုနှစ်တဲ့ရာတစ်ခုမှန်မှန်ကိုရွေးချယ်စီစစ်ပြီးတော့တန်တန်ဝရိယနဲ့လားရှင်းရှင်းလေးထူထောင်ကြလို့
အလိုတတိပေးရတယ်ဗျဘာလို့လဲဆိုတော့ဘယ်တော့ကိုဆောင်မှာဘယ်ဟာကိုဆိုတော့ဒီဟာကတခြားလားဒီဟာကတပုံလားနဲ့ဆိုနေလို့ဟောတယ်လို့စဉ်းစားရင်စဉ်းစားမှာဗျဟုတ်ကလားဗျဒါကြောင့်မို့ဘုရားဆုံးပါတယ်အဆုံးအမတော်သုံးကြတော့ပိဋကတ်တို့ဟာသင်ရမှလွတ်မှုတခုရဲ့လို့ဆိုတာကိုနားရဒီသားတွေကိုထပ်ပြီးတော့တတိပေးတာကတော့ပူတာမဟုတ်ဘူးဆိုပြီးတော့ထပ်ပြီးတော့တတိပေးတာဗျာကြားကြရလားဗျာဟုတ်ကဲ့လားဗျဒီမှာခင်ဗျာအဲ့ဒါကြောင့်မို့တခုမှန်မှန်တန်တန်နဲ့ဆိုတော့ကိုရစ်တဲ့ရာမှာဒါလင်းရွေးချယ်စီပြီးတော့ညစ်တဲ့ရာတခုမှန်မှန်တန်တန်နဲ့ဒါကလေးထူထောင်ကြဗျာထူထောင်ရင်ဘယ်လိုလဲဆိုတော့အခုဝရိယထူထောင်ရင်သုံးမတဲ့အဆုံးအမနဲ့သက်ဝင်ပြီးတော့တပားရမဝင်ပါနိုင်အောင်ဟာအခုဘယ်နဲ့လို့ရာတီးနေမယ်မဟုတ်လားဗျာအခုယခုထူထောင်ရင်ယခုတည်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်မို့တခုမှန်မှန်လို့ပဲလို့ပြောရမှာဗျာသို့မဟုတ်တော့သူတို့ကဒါကဒီဟာကတမျိုးလားဟိုဟာကတပုံလားနဲ့အဲ့လိုဖြစ်ချင်းဖြစ်နေမှာဗျာဒီလိုပဲဖြစ်နေကြပါတယ်ခင်ဗျာဒီကမ္မထာကကမ္မထာကြီးပါဒီကမ္မထာကဝိပဿနာပါဒီကမ္မထာကဒီဇယရဲ့မတည့်ဘူးကိုယ်ဇယရဲ့မှတည့်တယ်နဲ့ဒီလိုပဲဗဒပြင်းကြီးညင်းနေကြပြီးတော့ဘယ်ကမ္မထာမှမလုပ်ဖြစ်ကြသေးပါဘူးခင်ဗျာဒါကတော့အဲ့ဒါတွေးတာကိုတရားညီများတယ်မှာညီများရဲ့ဟုတ်ကဲ့လားညာမတွေးတဲ့နဲ့တခုမှန်မှန်တန်းတန်းနဲ့ညာညာကြီးတာအဲ့ဒါကိုရွက်ဆောင်ကြရွက်ဆောင်ပြီးဆိုမှပြင်တယ်ကိုတွေးတာဥစ္စာမှန်တာမမှန်တာကိုအဖြေအားလုံးနဲ့သူတော်ကောင်းစားကြတယ်ဟာရမယ်ဗျာလားရလားဗျာထိုက်လာတဲ့အခါကျတော့ဝရိယထူထောင်လို့ဝရိယလူကပေါ်လာတဲ့ဆိုလို့ရှိရင်အဲ့ဒါဘယ်တော့ဆိုလို့ရှိတာအဖြေရမှာပါပဲဗျာဟောဗျာအဲဒီတော့ကိုထင်ထားတဲ့ဥစ္စာနဲ့မဟုတ်ဘူးလို့ရှင်းမယ်ဗျာဟုတ်ကဲ့လားဗျာအဲ့ဒါလို့ဆိုကြလည်းမှတ်သားထားတာတဲ့ဒါမှသူတို့မယ်အမျိုးမျိုးတွေဖြစ်နေလို့မို့တရားနဲ့တွေ့ကြကြီးတဲ့ဘာအာရုံပြုလိုက်မှမသိဘူးဘယ်ဟာလို့ဆိုတဲ့ဥစ္စာမသိဖြစ်တော့ကြောင့်အဆုံးနဲ့ဘယ်ဟာအာရုံပြုပြီးဆင်းရဲတာလွတ်သွားမှာကတော့တရားနဲ့ဆဲပါပဲဗျာဟုတ်ကဲ့လားဗျာဒီမှာပဲတရားနဲ့ဖြစ်ပြီမယ်လို့သူတို့ဘယ်လိုဘာပြလို့သူတို့မပြောတော့ဘယ်သူကဘာအာရုံပြုပါလိမ့်မလို့ဘယ်သူကတော့ဘယ်ဟာကိုဝရိယနဲ့ထူထောင်ပါလိမ့်မလို့နဲ့ဘယ်လိုစဉ်းစားပြီးတော့တွေးပြီးတော့မနေရအောင်ဆိုလို့ရှိရင်အားလုံးတို့ဟာဗျာဘယ်လိုပြောကြတာလဲအားလုံးတော့ဒကာကြီးတွေဒကာမကြီးတွေဟာသူတို့လေ့ကျင့်ပြီးသားတွေသိမှာပါပဲပါဠိလိုပါလို့ဆိုတာလည်းပဲသိရှိနားလည်းလို့တွက်လက်ဖြတ်လာပြီးသားကြီးဖြစ်ပါလိမ့်မယ်သို့တော်လည်းပဲမြန်မာလူမျိုးတွေဆိုတော့မြန်မာကတော့တမျိုးအချင်းလေ့ကျင့်ပြီးသားမလေ့ကျင့်ပြီးသားလို့တော့ဘယ်သူကလေ့ကျင့်ထားတယ်မလေ့ကျင့်ဘူးတော့မရှိဘူးဒါတွေကတော့အကုန်တာပြီးသားဖြစ်နေမှာကိုဗျာဟုတ်ကဲ့လားဗျာဒီမှာဗျာဒါတူအဲ့ဒါကိုပြောမယ်ဆိုလို့ရှိရင်လည်းမြန်မာလူမျိုးတွေပြောလို့ရှိမြန်မာများပြောလို့ပြောလို့ရှိရင်တွေးပြီးတော့မနေရဘူးပေါ့ဟုတ်ကဲ့လားဗျာအဲ့ဒါအဲ့လိုပဲပြောရမယ်ဘယ်လိုပြောမလဲဆိုတော့တို့တကကြီးတွေဒကမကြီးတွေဟာအသက်မရှိကြဘူးလားဗျရှိကြပါရဲ့ခင်ဗျာအသက်ရှိတာဘယ်အချိန်ကစပြီးတော့အသက်ရှိကြကြတယ်ခင်ဗျာဝေသေးကကလေးကရှိပါတယ်ခင်ဗျာဩထိုင်းနေရင်ဟောဗျထိုင်းနေလည်းရှိပါတယ်ခင်ဗျာမတ္တရရင်ဟောမတ္တရရင်လည်းရှိပါတယ်ခင်ဗျာလမ်းသွားရင်ဟောဗျာလမ်းသွားရင်လည်းရှိပါတယ်ခင်ဗျာဒီပြင်အမှုကိစ္စတွေအရေးတကြီးပြုရင်ဟောဗျာတခြားကိစ္စတွေအရေးတကြီးပြုရင်လည်းပဲရှိပါတယ်ခင်ဗျာသိကျော်သွားတော့ဟောဗျာရှိပါတယ်ခင်ဗျာဟုတ်ကဲ့လားဟိုဤကဲ့သို့အသက်ရှိလာတဲ့ဥစ္စာဟာသင်ရပြီးတော့နေမယ်နားနေမယ်လို့ဒီလိုထားလို့ဖြစ်ကြလားဗျရနေမယ်နားနေမယ်လို့ထားလို့မဖြစ်ပါဘူးခင်ဗျာဟုတ်ကဲ့လားဒါကတော့မေ့များနေဥမာလားဗျာအသက်မရှိပဲနဲ့အသက်ရှိတာကိုမေ့ရောထုံးစံမရှိပါဘူးခင်ဗျာဒါဆိုရနားတော့မဖြစ်ဘူးဆိုတော့ဒီဟာကတော့ဘယ်လိုလုပ်ဆိုလို့ရှိရင်ဒါနဲ့မဖြစ်တဲ့အချိန်ရှိတယ်တမျိုးပဲထူထောင်ရအောင်မယ်နဲ့တော့ဘယ်လိုများရှိဦးမှာလားဗျာဒီလိုမရှိပါဘူးခင်ဗျာရထားလို့တော့မဖြစ်ဘူးဗျာအဲ့တော့ဒီဟာဆိုလို့ရှိရင်ခက်မလားဗျာမခက်ပါဘူးဗျာမခက်လို့ရှိရင်အသက်ရှိတယ်ဆိုတဲ့ဥစ္စာဟာဘာနဲ့အသက်ရှိလဲနှာခေါင်းနဲ့အသက်ရှိပါတယ်ဗျာနှာခေါင်းနဲ့အသက်ရှိတယ်နှာခေါင်းနဲ့အသက်ရှိတယ်ဆိုတော့ဒကာကြီးမှာလားနှာခေါင်းနဲ့အသက်ရှိလားဗျာဒီပြင်ဒကာကြီးတွေဒကာမကြီးတွေကတော့
ဘာနဲ့ရှိမယ်အားလုံးတော့တကားကြီးတကမာကြီးတွေကနှာခေါင်းနဲ့ကြီးပဲအသက်ရှူကြပါတယ်ခင်ဗျာဒါကတော့အသက်နဲ့ရှူတယ်ရှူတာကလည်းပဲဒါကတော့တကားကြီးကမေးထားတာလားဟုတ်ပါမလားမေးထားတာမဟုတ်ပါဘူးခင်ဗျာသို့တော့တပည့်တော်လည်းရှူတယ်သူလည်းပဲတခြားပုဂ္ဂိုလ်တွေလည်းပဲအသက်ရှူတယ်ဆိုတာသိနေပါတယ်ခင်ဗျာဘာနဲ့ရှူတယ်လို့သိတယ်အခုလိုတမျိုးလေးဟုတ်တယ်လားဗျတမျိုးလေးပါပဲခင်ဗျာဒါဖြစ်ရင်ဒါညီလာပေါ့လေညီပါဗျာအသက်ရှူတယ်ဆိုတာလေနရတူဟာတိုက်ပြီးတော့ဘာလို့အေးနဲ့တိုက်ဆွဲဝင်လာပြီဆိုတော့ရှိတယ်ပဲလေလေးဟာအေးနဲ့တိုက်ဝင်မယ်အဲဒီတော့စဉ်းစားလိုက်လို့ရှိရင်ဒီအေးနဲ့ဘယ်နာတိုက်ဆွဲတယ်ဘယ်နာတိုက်ဝင်တယ်လို့ဆိုတဲ့ဥစ္စာအခုစဉ်းစားရင်အခုမသိပြီဘူးလားဗျာယခုစဉ်းစားလိုက်ရင်ချက်ချင်းသိပါတယ်ဗျာဒါဖြစ်ရင်ဗျာဒီနေရာတူဟာဘယ်နေရာမှာအေးနဲ့တိုက်ပြီးတော့ကိုအစင်တိုက်ဟာတိုက်ပြီးတော့ကိုထွက်ကြုံအစင်တိုက်မှုဒါဟာမပြအောင်တိုက်ပြီးတော့အေးနဲ့ဘယ်နာလေးကတိုက်ပြီးတော့ဝင်တယ်လို့အဲဒီလိုအခုပဲစဉ်းစားကြကြပါဗျာဒီတော့အခုလိုစဉ်းစားတော့ကိုဘယ်နာလေးမှာအေးနဲ့တိုက်ထွက်တယ်ဝင်တော့ဘယ်နာလေးမှာသင်္ချာရအေးနဲ့တိုက်ဝင်နေဆိုတာစဉ်းစားလို့ရကြလားဗျာစဉ်းစားလို့ရကြပါပြီခင်ဗျာဘယ်နာလေးမှာအေးနဲ့တိုက်ထွက်တယ်လို့ရဘယ်နေရာနာပြီးွားကိုအေးနဲ့တိုက်ဝင်တိုက်ထွက်ပါဗျာဒါထင်ရှားတာပေါ့ဗျာဟုတ်ကဲ့လားထင်ရှားပါတယ်ခင်ဗျာအဲဒီလိုတိုက်ပြီးတော့ထွက်တဲ့အခါကြပြီဆိုတော့ကိုတိုက်ဆက်သွားတဲ့အခါကျတော့အေးနဲ့တိုက်ပြီးတော့နေတာလေးကိုမလွတ်အောင်ဒီညာလေးကမလွတ်အောင်ထားဟိုပြင်ဘက်ကိုလိုက်မသွားဘဲနဲ့ဘယ်လိုထားရဟုတ်ကဲ့လားဗျာပြင်ပါဗျာပြီးတော့ဝင်တဲ့အခါကျပြီဆိုတော့ဒီညာလေးမှာပဲအေးနဲ့တိုက်ပြီးတော့ဝင်မယ်ပြီးတော့အတွင်းကိုမလိုက်ဘဲနဲ့ဒီညာလေးတိုက်ပြီးတော့နေတာကိုမရွေ့အောင်တိုက်တဲ့သူနဲ့ထားအဲဒီတော့ဒီညာလေးမှာတိုက်ပြီးတော့အေးနဲ့တိုက်ဆွဲနေတာတိုက်ပြီးတော့ဝင်ပြီးတော့နေတဲ့ဥစ္စာဒီပြတ်ပြီးတော့များနေမှလားဗျာမပြတ်ပါဘူးဗျာတစ်ခက်သေးပါပဲဗျာအဲ့ဒါလို့ထားပြီးတော့ဘယ်လိုများတော့လို့ဆိုလို့ရှိရင်ဒီလိုထားတဲ့အခါကျတော့အားလုံးတို့ဒါလည်းထင်ရှားတာပါပဲဟုတ်ကဲ့လားဗျာသင်ကြားပေးမယ်လို့ဒီတဲ့ညင်ပါကိုပြောမယ်ဆိုလို့ရှိရင်အခုအားလုံးသောတရားကြီးတွေဓမ္မကြီးတွေဟာသေသားကိုပြတ်လို့တယ်သေသားကလွှတ်ဖြတ်လွှတ်နေဖြတ်တာကိုတော့မြင်မှုကြရလားဗျမြင်မှုကြပါတယ်ခင်ဗျာဒီတခါကိုယ်ပင်နေမဲ့လို့ရသူတို့လိုသေသားကလွှတ်နေဖြတ်တဲ့ဥစ္စာဝင်ပြီးတော့ဖြတ်ကြည့်ကြရအောင်မယ်လို့ဒီလိုများလို့ဗျတခါများဒီလိုများဝင်ပြီးတော့ဖြတ်ပြီးတော့ကြည့်ဘူးကြဘူးလားဗျာကိုယ်တိုင်သေသားကိုလွှတ်နေဖြတ်ဘူးပါတယ်ခင်ဗျာအဲဒီတော့ဖြတ်လို့တဲ့သေသားပဲသေသားပေါ်မှာလွှတ်ဟာတင်ပြီးတော့ထားတော့ချီပြီးတော့နေမယ်ဟုတ်ကဲ့လားဗျာဒီမှာအဲ့ဒါချီပြီးတော့နေတော့ကိုပြီးတော့ဟိုဘက်ကိုဆွဲလိုက်ဗျာသစ်သားချီပြီးတော့လားဆွဲတော့ဟုတ်ကဲ့လားဗျာဘယ်နဲ့လို့ညဒီသစ်သားနဲ့လွှတ်နဲ့ဥစ္စာဟာချီတယ်လားမချီဘူးလားသစ်သားနဲ့လွှတ်နဲ့ဆွဲလိုက်တဲ့အခါမှာချီပါတယ်ဗျာဟုတ်ဗျာပြီးတော့ဒီဘက်ကိုဆွဲတော့ဗျာဒီဘက်ဆွဲရတော့လည်းပဲသစ်သားနဲ့လွှတ်ဤသွားပြီးတယ်နဲ့ထိသွားပါဗျာအဲ့ဒါဘာလို့လဲဆိုတော့ပြတ်လို့တဲ့သစ်သားကိုလွှတ်နဲ့ဖြတ်တယ်ဆိုတော့သစ်သားနဲ့လွှတ်နဲ့ဥစ္စာကထိပြီးတော့နေတော့မှပြတ်မှာလို့ဗျာဟုတ်ကဲ့လားဗျာကျမဗျာဒီဘက်ဆွဲလဲပဲထိပြီးတော့နေတော့သစ်သားပြတ်ထားတယ်ဗျာဟောဒီဘက်ဆွဲလဲထိနေတယ်ဗျာဒါကြောင့်ပြတ်တယ်ဟုတ်ကဲ့လားဗျာပြပြီးတော့နေလို့မထီပဲနေရင်တော့ဗျာမထီပဲနေရင်မပြတ်ပါဘူးဗျာအားကြောင့်လို့ဒီလိုအခုလည်းပဲဒီနေရာလေးထိတာကိုတတိတဲ့တီးပြီးတော့နေအောင်မရွေ့အောင်ဒီလိုထားကြဟောဆိုတော့ဒါကမှအပြင်ပြုလို့မို့အနည်းငယ်တိမ်ဝေးသွားရင်မသိရင်မသိပဲဖြစ်နေဦးမယ်လို့ဆိုလို့ရှိလည်းပဲတီးတဲ့ထင်ရှားအောင်ဒီလက်နဲ့ဟိုနဲ့လေလေးတိုက်ဆက်တဲ့နေရာတိုက်ဝင်တဲ့နေရာမှာနာပြားလေးမှာဟုတ်ကဲ့လားဗျာကျမဗျာကလေးတစ်ခုနဲ့ဒါရာထိပြီးတော့ထားခြင်းလက်ကလေးတစ်ခုနဲ့ဒါရာထိပြီးတော့ထားခြင်းလက်နဲ့နာပြားနဲ့ထိတာကိုဘယ်နဲ့လို့ဗျာသိမလားမသိဘူးလားဗျာလက်နဲ့နာပြားနဲ့ထိတာကိုသိပါတယ်ဗျာအဲလိုလက်နဲ့နာပြားနဲ့ထိတာကိုထိပြီးတော့နေတဲ့အချိန်ကြတော့ဘုပတ္တဆိုမှသိမှာလားဗျာမဆိုပဲနဲ့သိမှာ
တကကထိပြီးလို့သုံးမနေရပါဘူးဗျာကိုယ်တိုင်ကိုကြသိပါတယ်ဗျာဒါဖြင့်အခုလိုသင်ကြားတဲ့သင်ကြားအောင်ဘုရားဆိုဆုံးမတဲ့အဆုံးအမတော်ကိုဘုရားကတော့ဘုရားရှင်ကြီးညာတော်တတ္တဝါတို့သင်ကြားတဲ့သင်ကြားဘောလုံးတဲ့ဘောလုံးပြီးတဲ့ပြီးအောင်ဟာသင်ကြားတော်မူဖြစ်တော့ကြောင့်အလုံးသင်ကြားကြတယ်ဗျ။တို့ရင်ညာတော်လည်းပဲဒါတွေကသင်ကြားတဲ့သင်ကြားဒီပါလေးတွေဆိုလို့ရှိရင်ဒီနေရာလေး၌ဒီတိုက်ဆက်တဲ့နေရာတိုက်ဝင်တဲ့နေရာလေးဝက်ကလေးတစ်ခုနဲ့နာကြားလေးအသာသာချိပြီးတော့ထားကြကြပါဗျာဟောသင်ကြားတဲ့သင်ကြားဒီလိုထားရမှာလားခင်ဗျာဘာလဲလက်ပြင်းနဲ့ပါလာလေးချိထားကြဟမ်အကုန်ချိထားကြလားဗျာချိထားကြပါပြီခင်ဗျာလက်နဲ့နာကြားလေးနဲ့ချိပြီးတော့နေတာသိရလားဗျသိပါတယ်ခင်ဗျာနှုတ်ကသူဟာလေးလားဗျမသူပဲနဲ့သိရလားဗျနှုတ်ကသိလို့ထုံးနေရပါပြီခင်ဗျာကိုယ်တိုင်ကိုယ်ရသိနေပါပြီခင်ဗျာသိရဒါဖြင့်လက်သေးတွေဖယ်ကြပါတော့ဗျပြီးတော့အဲဒီနာကြားနဲ့လက်နဲ့ချိပြီးတော့နေတော့ကိုသိနေတယ်လို့ထိုတပါးပြေးသွားပြီးတော့နေတဲ့စိတ်တွေကိုမပြေးသွားရအောင်လက်နဲ့ချိတော့သိနေတယ်လို့ဒါလိုအခုပင်လည်းထားကြပါဗျာအခုလိုထားတော့လက်နဲ့ချိတော့သိပြီးတော့နေတယ်လို့အာယုံတစ်ပါးမဝင်နိုင်အောင်ဟာသိပြီးတော့မနေဘူးလားဗျထိနေတာကိုအာယုံစုလိုက်နေတဲ့အခါမှာဘယ်အာယုံကတခြားအာယုံတွေဝင်းမလာပါဘူးခင်ဗျာဒီရပြီးတော့ဒီနေရာမှာသိနေတယ်ခါကြရအာယုံတစ်ပါးမမှုဆိုတော့သင်ရဲ့ဖြစ်သေးတဲ့လောဘဒေါသမောဟတို့ဥစ္စာဟာတဏှာသင်္ကေတမဟုတ်သားဗျာထိပြီးတော့သိနေတဲ့အာယုံကိုစုလိုက်နေတဲ့အခါမှာလောဘဒေါသမောဟတွေမဝင်ပါဘူးခင်ဗျာဒီချိန်မှာဒါအဖြစ်ဆုံးပြောရတာဗျဒီချိန်မှာဒီတော့လောဘဒေါသမောဟတွေဥစ္စာဟာမဝင်လာဘူးလို့ဆိုတော့ဒီချိန်ကုသိုလ်အဖြစ်ပေါ့ဗျာဒီမှာဗျာဒီချိန်မှာဆိုရင်ကြောင့်တောင်းတမှုများကိုရှိပါဦးမလားဗျာဆိုရင်ကြောင့်တောင်းတမှုမရှိပါဘူးဗျာကြောင့်တောင်းတပူပန်ရတယ်ဆိုတာဆန်းလာလားဆင်းရဲလားဗျာဆင်းရဲပါတယ်ဗျာဒီတော့ဆိုရင်ကြောင့်တောင်းတမှုမရှိဘူးဆိုတော့အလွန်ချမ်းသာပါရောဗျာဒီချမ်းသာကိုအမြဲအားဖြင့်သုံးမယ်လို့ဆက်သေးကြီးဟာတယ်လို့ဆောင်းပြီးတော့ထားမယ်ဆိုလို့ရှိဖြစ်ဘူးလားဗျတစ်ဆက်သေးထားမယ်ဆိုရင်ဖြစ်ပါတယ်ဗျာဒီတော့အားလုံးတို့ဥစ္စာဘုရားဆိုဆုံးမပါတယ်အဆုံးအမတွေကိုအပြီးရပြီးသားဖြစ်ပြီးတော့နေတော့ကိုဒါတွေကိုဘယ်လိုလုပ်ဆိုလို့ရှိရင်သူတို့လိုက်နာသိကျင်ရမယ်ဆိုတဲ့အားဒီမှာဗာများတုန်းဆိုတော့ကိုအားလုံးများအားလုံးတို့ဥစ္စာမှတ်မိတာကသမထဟဲ့ဝိပဿနာဟဲ့ဒါတွေလည်းပဲကျက်လက်တက်လာပြီးတော့အကုန်လုံးဟာသိနာလေပြီးတော့ပြောတာဟောတာတရားကရှိကြတာကြီးတယ်မဟုတ်လားဗျာဒီမှာဗျာသမထဝိပဿနာကအင်တန်ငင်းရပါပါဗျာဒါကတော့ငင်းကြမရှိပါဘူးဗျာသူတို့သိပြီးသားနားလေပြီးသားဒီတော့ခန္ဓာပဲအာရဏပဲဓာတ်ပဲသိညာပဲသစ္စာပဲနဲ့ဒီလိုဟာတွေလည်းပဲပြက်လက်တက်လာကြတယ်မဟုတ်လားဗျာကျလာပါဗျာဒါတွေကတော့သူတို့မယ်ကလေးစကားများမသိခင်ငယ်ငယ်လေးကတော့ဒီမှာကတော့သိရှိနားလေထားကြတယ်ဗျာဟုတ်ကဲ့လားဗျာဒီမှာဗျာဒီတော့ဘုရင်များကိုဗျာဒါတွေနားလေထားကြတယ်ပြီးတော့ရုပ်အထဝိကနန္ဒီပညာဒဒီလိုဟာတွေလည်းပဲဒါတွေကတော့ရာသူတို့စကားမသိခင်ကအကုန်လုံးဓာတ်တွေကတော့အလွန်ပြက်လက်ကြဆက်လက်ကြပါတယ်မသိတာကတော့သိတာကတော့နာဘလိုပဲဗျာဒီလိုသိတဲ့တရားနာပိဋကကတော့ဖြင့်တချို့ပါလာပါတယ်ဗျာကျန်တဲ့ပိဋကတွေကတော့ဖြင့်တပည့်တော်သိကောင်းသိပါလိမ့်မယ်တပည့်တော်မသိတာကတော့ဖြင့်ဗျာထွက်လေဝင်လေအာယုံစိုက်နေတာနဲ့ခန္ဓာ၅ပါးနဲ့ဘယ်လိုဆက်ွယ်တယ်ဆိုတာမသိသေးပါဘူးဗျာဆိုတော့ဘုရင်ကတော့ဗျာမသိတာကတော့ရုပ်သိတာကနာလို့ဆိုတဲ့ဥစ္စာဒါလည်းပဲအားလုံးကိုသိနာလေပြီးတော့မှတ်ပြီးသားမဟုတ်လားဗျာဒီလိုတော့ပြကြားဘူးပါဗျာဒီတော့နာတိယလို့ဆိုတဲ့ဥစ္စာဟာရုပ်လားနာလားဗျာရုပ်ပါဗျာသိနေတာလေးတာကိုဗျာနာပါဗျာဒီတော့လက်နဲ့ရှိတော့သိတယ်လို့သိနေတယ်ဆိုတော့ရုပ်နဲ့နာနှစ်ဖြာအချိန်တစ်ခုတည်းတရားရင်းနဲ့ခဲဟာမိမနေဘူးလားဗျာရုပ်နဲ့နာတစ်ချိန်နဲ့မိနေပါရောဗျာအဲ့ဒါလို့မိလို့သိနေတယ်ဆိုတော့ဒီအချိန်မှာဝိဇ္ဇာလားအဝိဇ္ဇာလားဗျာဒီအချိန်မှာဝိဇ္ဇာပါဗျာသိနေရင်ဝိဇ္ဇာဖြစ်ပါရောဗျာမသိရင်ဘောဗျာမသိရင်
အဝိဇ္ဇာပါဗျာပြီးတော့ဒီဝိဇ္ဇာဖြစ်ပြီးတော့နေတော့ကိုဘယ်နဲ့တော့ညာဝိဇ္ဇာဖြစ်လို့အဝိဇ္ဇာဥစ္စာဘယ်ပြားမှန်းတယ်မှမသိဘူးဘယ်နေမှန်းတယ်မှမသိဘူးမဟုတ်လားပြတ်ပြီးဝိညာဉ်နဲ့တွင်လို့ဖြင့်အဝိဇ္ဇာဖတ်ကြည့်ပါရောဗျာတဲ့ပါဒီတော့ဒီဝိဇ္ဇာကိုတခါတည်းထောင်ထားမယ်လို့အဲ့ဒါလို့ထောင်ထားလို့ရှိရင်အဝိဇ္ဇာဥစ္စာတဲ့လည်းညာပြန်ပြီးတော့ဝင်လာနိုင်ဦးမှာလားဒီနဲ့နေနေရဲ့အဝိဇ္ဇာပြန်ပြီးတော့မမှောင်နိုင်တော့ပါဘူးဗျာဟုတ်ပြပြီးတော့ဒါခဏလေးဆိုရင်လည်းအဝိဇ္ဇာဘယ်ပြားမှန်းကိုမသိအောင်အဲဒီအဝိဇ္ဇာဥစ္စာသွားတာကိုဟာကိုသိလိုက်ကြလားဗျာဘယ်လောက်ညာနေလဲဒီဝိဇ္ဇာသွားတာသိတော့မသိလိုက်ပါဘူးဗျာဟုတ်ဗျာဝိညာဉ်နဲ့ကိုသိမရှိတော့ပါဘူးဗျာကဲဗျာဝိဇ္ဇာကဘယ်လိုအားရှိတာတဲ့အာနာတယ်မအာနာတယ်ဟုတ်ကဲ့လားဗျာခဏလေးတွင်လည်းလိုပါဗျာဒီအချိန်နဲ့ကြာကြာဆိုလို့ရှိရင်ဒီလောက်ကြတာမလားဗျာဒီအချိန်နဲ့ကြာရင်တော့အင်မတန်ထူးတဲ့မြင့်မြတ်သွားမှာပါဗျာဒီမြဟာတွေနေသေးတရားကြီးတွေမာကြီးတွေဟာဟောတာပြောတာနဲပါဗျာဆိုတော့အဲ့ဒါတွေကမျိုးတွေသလိုရင်ထားမယ်ဆိုလို့ရှိရင်မလွတ်ဖဲနဲ့ဝိဇ္ဇာကိုသာလင်ဒီလိုထောင်ထားမယ်ဆိုလို့ရှိရင်အတိအတိဆင်းရဲတာလွတ်မှုမှန်လာရင်ရှိကြတာတဲ့ဟောဒီတရားဒီဟာမှန်လာတဲ့အတိုင်းဟာလည်းမပြီးကြဘူးလားဗျာပြီးကြပါတယ်ဗျာကဲဗျာကောင်းလိုက်တဲ့အချိန်အခါဘဝဗျာလိုချင်တယ်လို့ရတာလေဗျာအချိန်တိုင်းဒီလိုဆောင်းလို့ဖြစ်တယ်မဟုတ်လားဗျာဖြစ်ပါတယ်ဗျာအရိယာဒုက္ခရောဗျာအရိယာဘုရားဆိုထားလို့ဖြစ်ပါတယ်ဗျာနေရာရွေးရအောင်ပါလားဗျာနေရာလည်းမရွေးရပါဘူးဗျာဟုတ်ဗျာတယောက်တည်းထားရင်တော့ဗျာတယောက်တည်းထားရင်လည်းဖြစ်ပါတယ်ဗျာတိတ်တာအများကြီးနဲ့ပဲဗျာတိတ်တာအများကြီးနဲ့လည်းဖြစ်ပါတယ်ဗျာဟုတ်ဗျာဘုရားဆိုတဲ့တော်ကညညကြတာတဲ့လူတွေလက်တွေဓမ္မတွေဟာဘယ်လိုခေါင်းကြတာဗျာဟုတ်ကဲ့လားဗျာဓမ္မဗျာပြီးတော့အခုတော့ဒီလိုဆောင်းတဲ့ဥစ္စာတဲ့ဆောင်းပြီးပြတဲ့ကြောင့်တန်းလာပြီးပြီးသွားကြတဲ့လူနာပြမာတွေဟာအချိန်မရှိမှမရေပြတ်နိုင်အောင်များတယ်ဆိုတာလည်းပဲတော်ကြီးသူတို့မေတ္တာရှင်ကရုဏာရှင်တွေကညွန်ကြားဆုံးမထားပြီးဖြစ်တော့ကြောင်းပြက်လက်ဆက်လိုက်ပြီးတော့ပြီးကြတာလေဗျာဟုတ်ကဲ့လားဗျာဟုတ်ပါဗျာဒီလိုပဲဘယ်လိုလဲဆိုတော့အစီအပွားများခြင်းနဲ့ဆောင်းနေတယ်အခွင့်အခါကမရဘူးလို့အခွင့်အခါများရတယ်မှနဲ့ဒီလိုများတာသိသေးတာတစ်ခါဖြစ်ကြသေးသလားဗျတစ်ခါမဟုတ်ပါဘူးဗျာအမြဲတည်းဖြစ်နေပါလိမ့်တယ်ငါတော့ဟိုကမီးလေးလူလားမြောက်မှာပဲမမေရလုတ်ပါတော့မလို့ဘယ်ရင်ပြီးမှပဲလုတ်ပါတော့မလို့နဲ့ပဲနေရှိရက်ရှိနဲ့အရှင်ဘုရားဒီကြလာတာပဲလေးတဒုက္ခမြောက်ရှိပါပြီဗျာအထင်ရွှေ့တော့ပါပဲဗျာဒီတော့အဲ့ဒါကတော့ဘာမှအလုံးမရှိမှရက်ဆောင်လို့ဖြစ်မှလားလို့အဲ့ဒါလိုကတွေးတာကိုတရားနာတယ်မှကြီးနာတယ်ဟုတ်ကဲ့လားဗျာအဲ့ဒါတွေးနေတာဗျတွေးနေတာပါဗျာအချင်းကမလို့ဒါလောက်အောင်မှာပြင်းနဲ့ရမေချာပြီးတော့ရက်ရွှေ့နေတာပါဗျာဟုတ်လားရဲ့ဒီတော့ဟောရအဲ့ဒါတွေးနေရတာကတော့ကြားတယ်ဗျမေးနေရတာကကြားလာတယ်ဗျအခုလိုဘုရားဆုံးမတဲ့အဆုံးအမကိုမှားတာပြီးဆိုတော့ကဲဆိုပြီးတော့ဝရိယနဲ့လာရင်ထူထောင်လိုက်တဲ့အခါကြတော့ကိုအဝိဇ္ဇာဟာဗျာဟောဗျာမှောင်နေတဲ့သစ္စာမှောင်နေရလားဗျမမှောင်ပါဘူးဗျာလင်းပါတယ်ဗျာအဲ့ဒီတော့ဒီလိုလင်းတဲ့အခါကြတော့ကိုတွေးနေတာဟုတ်တယ်လားဗျမဟုတ်ဘူးလားဗျတွေးနေတာဟာမှားပါဗျာဒါချင်းလည်းအရင်ကတော့အားလာလားလို့ဘယ်လိုတွေးတာလဲဗျအခုတော့ဘယ်လိုထားလိုက်ရင်ဘယ်လိုအဝိဇ္ဇာတွေဟာမှောင်နေတဲ့ဥစ္စာဟာလင်းလာတယ်သိတော့ဘူးဘာလို့လေးအောင်မှာလဲဗျာမေးကြရမလို့ပါဘူးဗျာသိကြသိပါတယ်ဗျာဒါကြောင့်မို့ဒီကသူညညကြတာတဲ့ဘုရားရှင်အတိသားတော်မြတ်ဥပါဒကဥပါဒဒီလူနာပြမာတွေဥစ္စာဘယ်လိုဘုရားတော်မှာတဲ့အဆုံးအမရတဲ့အချိန်မှာစပြီးတော့မစတဲ့ဝိရိယတွေနဲ့ထူထောင်ပြီးတော့ယူရလို့ဘယ်လိုရတာဗျဟောအခုလည်းပဲဒီကဲကိုဆောင်းပြီးတော့ဒီနယ်ဆိုလို့ရှိရင်ရှိရယူတဲ့ဝိရိယတွေနဲ့ဒီနယ်ဆိုလို့ရှိရင်ဘယ်လိုလဲအခုလည်းမှန်တဲ့အတိုင်းပြီးကြတယ်လားဗျာမှန်တဲ့အတိုင်းပြီးကြပါတော့ဗျာခုနကတော့အရှင်ဘုရားအမိကြည့်သွားတဲ့ဖြည့်ပြီးကိုဖြည့်တဲ့နေရာလေးကိုအာရုံတိုက်နေတဲ့အာဟုတော့နားလဲပါပြီဗျာခန္ဓာ၅ပါးအနိစ္စနဲ့ဘယ်လိုယခုတွန့်ပြီးတော့ခန္ဓာ၅ပါးအနိစ္စကိုပဲစိတ်ကစိုက်ရမှာလားဗျာကြည့်ပြီးကိုပဲစိုက်ရမှာလားဗျာဒ
ဖြစ်ပြီးဆိုလို့ရှိလည်းပဲခဏကငါဒီပါလို့ဆိုတာကရုပ်လားနာလားဗျာရုပ်ပါဗျာဒီဆိုရင်ကပဲဗျာသိတာလေးကကောသိတာလေးကနာမဗျာဒီတော့ရုပ်နဲ့နာနဲ့ခုတယ်လို့ဟာလေကြည့်နေတယ်ကျူနေတယ်မှတ်နေတယ်သိနေတယ်ဆိုတော့တမျိုးစီလားဗျသိနေတယ်ကျူနေတယ်မှတ်နေတယ်စိုက်နေတယ်ဆိုတာကတော့တူတူပါပဲဗျာအဲဒီတော့ရုပ်တို့သဘောလက္ခဏာဆိုတာမျိုးဟာကရှိတယ်မဟုတ်လားဗျာရုပ်တို့လက္ခဏာရှိပါဗျာဘယ်အများကြီးဆိုလို့ရှိရင်ရုပ်တို့လက္ခဏာသဘောတွေဥစ္စာကဘယ်နဲ့ခိုင်းဖြစ်ပြီးတော့ဘယ်နဲ့လုံးညဖြစ်ပြီးတော့ပြတ်တယ်မဟုတ်လားရုပ်ပါဗျာဖြစ်နေဖြစ်တက်တာပါပဲဗျာဒါဖြစ်ပြီးတော့ပြတ်တဲ့ဥစ္စာဟာသူတို့ရဲ့ဘာခေါ်လို့ရသူတို့လက္ခဏာပါဗျာလက္ခဏာဆိုတော့ဖြစ်ပြီးတော့ပြတ်တယ်အဲဒီတော့အနည်းငယ်အရှင်လေးမာရင်လည်းဘယ်လောက်များပြတ်တယ်လို့ရလက်ဖြစ်တဲ့လေရုပ်ကတည်းက9000ကျော်ပြတ်တယ်လို့စာရဲပါပါဗျာဒီဗျအဲဒီတော့အဲ့လိုဖြစ်ပြပြီးတော့နေတော့ဘူးတရားတဲ့လောက်ကလေးကိုပဲနဲ့ကလောက်ဖြစ်ပြနေတယ်ဆိုတော့ကိုကလေးစိတ်ကလေးရုပ်ပေါ်နာမော၌လို့ထားရခါကြတော့ကိုဒီကဲလိုဖြစ်ပြနေတဲ့ဥစ္စာအသိခက်ဥမှာလားဗျအသိမခက်ပါဘူးဗျာတပည့်တော်တို့ကအတော်နားရတဲ့တကားတွေပါဗျာရုပ်27ပါးဆိုတာလည်းမသိနိုင်သေးပညာကဆိုတာလည်းမသိတဲ့ပုဂ္ဂိုလ်တွေမှာတော့ရုပ်အနိစ္စဖြစ်ပြနေတာကိုဉာဏ်ထဲ၌ကွင်းကွင်းကွက်ကွက်မမြင်နိုင်အောင်ဖြစ်နေပါဗျာဒီတော့အခုလိုထားလိုက်တဲ့အချိန်ကြပြီဆိုတော့လျှက်တဲ့လောက်ပြင်မဲ့အချိန်ပေါင်းတွေဥစ္စာဟာဘယ်လောက်တဲ့တတိ9000ကျော်ရုပ်ကပြတ်ပါတယ်ဗျာဒါကလေးဒီလောက်ညာပြီးတော့နေတာဖြစ်တော့ဒီဟာကိုမသိကျင်ပါဘူးဆိုလို့ဒီလိုထားလို့နေတဲ့အချိန်မှာဘယ်နဲ့တော့ညာမသိကျင်ပါဘူးလို့ဒီလိုစိတ်ကထားပြီးနေလို့လည်းပဲမသိဘဲနေမလားဗျာဒီသိနေတဲ့အာယုံကိုစုစိုက်နေရင်တပါးတဲ့ရုပ်ဤအနိစ္စကိုမြင်တယ်လို့မှတ်ရမှာလားဗျာဒါလည်းထားလိုက်တဲ့အချိန်ကြပြီဆိုတော့ညာကိုလိုညာနာတော့ပြင်လည်းမပြောနိုင်ဘူးဆိုတော့လည်းနှုတ်ညာလည်းတော့ပြောရမှာပေါ့ဟုတ်ကဲ့လားဗျာဒီမှာထားတော့နေတဲ့အခါမှာဒါလေးကိုစဉ်းစားနေလို့ဒီကြောင်းနဲ့ဒီထားလို့နေပြီဆိုရင်ဒါလေးတွေဟာမသိဘူးလားဗျာပြင်ပါဗျာသိနိုင်ပါတယ်ဗျာခုနသွားဥပမာသွားပါလေးတွေတစ်ခုပြီးတစ်ခုတိုက်သွားတယ်လို့ခုလည်းပဲအကြမ်းအားဖြင့်လေလေးကတိုက်ပြီးတော့အကြမ်းတိုက်သွားတာတော့ဖြင့်သိနိုင်တော့ပါတယ်ဗျာဒီအကြမ်းတိုက်သွားတာအဲဒီဟာကိုတိုက်သွားတာမသိခင်များလေးလက်နဲ့ထိပြီးတော့နေတာသိပြီးတော့နေတယ်ဆိုလို့ရှိရင်ဒီနေရာလေးမှာဘယ်လိုသိအောင်ဝရိယနဲ့ထားလိုက်လို့သိနေတယ်ဘယ်လိုသိအောင်ထားနေဆိုပေမဲ့လည်းအချိန်ခဏလေးမှာဘယ်လိုဆိုတော့ဒီတဘောလက္ခဏာလေးတွေဟာကပြောင်းနဲ့တဖြစ်တဲ့ပြည့်နေတာလေးကိုဘယ်နဲ့လဲညပြီးနေလို့ရှိရင်မသိကြပါဘူးဆိုလို့ဒီအောင်ပါလားသိထိနေတဲ့နေရာကိုသိအာယုံစိုက်နေတဲ့အချိန်အတွင်းမှာပြန်ပြောင်းနဲ့မြင်လိုက်မယ်လို့မြင်တယ်လို့ယူဆမှာလားဗျာသိနေတယ်လို့မှတ်ရမယ်ဒီမှာဟုတ်ကဲ့လားဗျာဟုတ်ကဲ့လားသိနေတယ်ရုပ်တွေဖြစ်ပြနေတာကိုသိနေတယ်လို့မှတ်ရမလားဗျာအားလိုက်တဲ့နေရာလေးဗျာဟုတ်ကဲ့လားဒီမှာနေရာလေးသိနေတယ်မဟုတ်လားအားတာသိတာလေးသိနေပါဘူးဗျာအဲ့ဒါထွေအောင်ပါလားသိလို့မချိုးရပါဘူးအဲ့ဒီအတိမျိုးကိုအဲ့ဒီသိနေတဲ့ဥစ္စာရုံနဲ့နာသိနေတယ်အဲ့ဒါကိုအဝိဇ္ဇာခေါ်တာသိနေတဲ့ဥစ္စာဝိဇ္ဇာခေါ်တာဟုတ်ကဲ့လားဝိဇ္ဇာပါဗျာအဲ့ဒီဒီဟာလေးဟာကစဉ်းစားပြီးတော့ဒီလိုမျိုးဆိုရင်ပြောင်းဒီလိုသိနေမဟုတ်လားသိပါတယ်ဗျာဟုတ်ကဲ့လားဗျာအဲ့ဒါလိုသိနေတဲ့ဥစ္စာဟာဘာလို့လဲဖြစ်ပြီးပြည့်နေတဲ့ဥစ္စာဟာဘာခေါ်မလို့လဲဖြစ်ပြည့်နေတာကိုဥဒယဘယညာလို့ခေါ်ပါတယ်ဗျာဘယညာလက္ခဏာလေးနဲ့ပြောရင်ဒါဘာခေါ်မလို့လဲအနိစ္စပါဗျာအနိစ္စဗျာဒါတော့ဖြစ်ပြီးပြည့်နေတာအနိစ္စဗျာဘာညာဖြစ်ကြပြကြတာလဲညရုပ်တွေဒီခုပေါ်လိုက်ပြောက်သွားလိုက်ဖြစ်လိုက်ပြက်လိုက်ကိုရုပ်ဖြစ်ပြက်လို့ခေါ်ပါတယ်ဗျာနာငါရောနာငါလေးပဲရုပ်နဲ့အတူတူပဲနာငါတော့မြင်ပြီးတော့ဖြစ်ပြက်ပါသေးတယ်ဗျာဒီပဲအချိန်နဲ့ဆိုတော့ရဲနာနှစ်ခုတို့ဥစ္စာဖြစ်ပြက်နေတာကိုဒါကိုပါရဲ့
ဥဒိယဗျာကြံဒိဋ္ဌလက္ခဏာလို့ခေါ်ပါလေဗျာအဲ့ဒါဖြစ်ပြက်နေတဲ့ဥစ္စာချမ်းသာသလားဆင်းရဲသလားဗျဖြစ်ပြက်နေတာအလွန်ဆင်းရဲပါဗျာအဲ့ဒါကခေါ်ရလို့ညဒါဒုက္ခသစ္စာလို့ခေါ်ပါဗျာဒီရဲ့ကိုဖြစ်ပြက်ပြီးတော့နေတာကိုမဖြစ်မပြက်အောင်တော့ဗျာပြုလို့ဖြစ်ပါရဲ့လားဗျဒီလိုဖြစ်ပြက်နေတာကိုမိလူတဦးတယောက်မှမဖြစ်နဲ့မဖြစ်စေနဲ့ဖြစ်စေလို့ဘယ်လိုမှပြောလို့အာနာမရှိပါဘူးဗျာပြီးတော့အဲ့ဒါကိုဘာခေါ်မှလဲဗျအဆုံးမရလို့ခေါ်ပါတယ်ဗျာပြီးတော့အနိစ္စဒုက္ခအနတ္တဆိုတဲ့ဥစ္စာမိသူရဲ့နာမည်တွေတော့ဗျအနိစ္စဆိုတာရုပ်တို့ဖြစ်ပြနေတာဒါရုပ်တွေအနိစ္စဖြစ်ပြနေတာကိုအနိစ္စနာမည်ပါဗျာပြီးတော့ဗျာအဲ့ဒီဖြစ်ပြနေတာဆင်းရဲတာကိုဒုက္ခလို့ခေါ်ပါတယ်ဗျာပြီးတော့ဖြစ်စေမဖြစ်စေနဲ့လို့ဘယ်လိုမှအဆုံးမရတာကိုအနတ္တလို့ခေါ်ပါတယ်ဗျာပြီးတော့ဒီဟာကဘာလို့များကိုရင်ဒါကတမျိုးစီလားရဒီတမျိုးစီမဟုတ်ပါဘူးဗျာအနိစ္စကိုမဲရသဘောပေါက်သွားရင်ဒုက္ခလည်းသဘောပေါက်ပြီးပါဗျာအနိစ္စနဲ့ဒုက္ခသဘောပေါက်ပြီးရင်လည်းအနတ္တတခါတည်းတပါးတည်းပါတော့ပါရောဗျာဒီတော့အခုလိုဆိုလို့ဘုရားဟောတော်မူတာတွေကိုတော့ဖြင့်ဒါသိရှိလက်ထားတယ်ဒါတွေကိုခန္ဓာ၅ပါးနဲ့လည်းပြောမယ်ဆိုလို့ရှိတယ်ဘယ်နဲ့ပြောမှလို့ရယူဘက်ခန္ဓာပဲလို့ဆိုတော့ဒီမှာဗျာယူဘက်ခန္ဓာအနိစ္စဒုက္ခအနတ္တပြီးတော့ဗျာဝေဒနာခန္ဓာအနိစ္စဒုက္ခအနတ္တပြီးတော့ဉာဏ်ခန္ဓာအနိစ္စဒုက္ခအနတ္တသင်္ခါရခန္ဓာအနိစ္စဒုက္ခအနတ္တဝိညာဉ်နဲ့ခန္ဓာအနိစ္စဒုက္ခအနတ္တလို့သိပြန်ပြီးတော့ဖြစ်ပြီးလည်းမလွတ်ဖဲနဲ့ဖြစ်ပြီးကိုဆွဲမြဲပြီးတော့ဒါဆုံးမရအောင်ပါလားဗျာတရားကြီးဆိုနေတော့လောက်တဲ့ဒီလောက်ကျင်တယ်ဘယ်လောက်တဲ့ကုတွေပေါ့ကုတွေပေါ့ဂတိသိမ်းပါဗျာဂတိသိမ်းဆိုတော့တရားကြီးဆိုနေတာကလောက်တဲ့နဲ့ဘယ်နှကျင်ကြီးလိုက်ရှိသွားတယ်တရားပြတ်တာကို3000ကျော်4000လောက်ရှိနေတယ်မှာဗျာဟုတ်ကဲ့လားငါကြီးအခုနဲ့ဖြစ်တာပြတ်တာကတော့ဘောဂတိသိမ်းပါဗျာအသက်ပြတ်မှာဒီတော့ဘယ်နဲ့နေရာကြီးဟုတ်တယ်လားဒီကိုအကုန်လည်းလုံးနေကြတော့ဗာမှပဲဘယ်နဲ့တော့ညအကုန်သိလိုက်ကြလားဗျဒါကမသိနိုင်ပါဘူးဗျာဆိုးနေတော့ဘယ်လောက်ဖြစ်သွားကုန်လဲယူဘက်ခန္ဓာအနိစ္စဆိုရင်လည်းလက်ထက်လောက်ပြတ်သွားတယ်မှာဟုတ်ကဲ့ခါကြီးတော့အဲ့ဒါတရားကြီးဘယ်နဲ့လို့အဲ့ဒါတွေလိုက်ဆိုမှာတော့တင်ပါဗျာဒါလိုက်မဆိုနိုင်တော့အဲ့ဒီမှာဘယ်နဲ့လုပ်ပြီးတော့မှတ်ရမှာလဲဗျာတရားကြီးကခုလိုပဲအတားတာလေးပဲလို့ထားလိုက်ပြီးဆိုတော့မျိုးပြီးဆိုလို့ရှိရင်သူ့လက္ခဏာသဘောတွေဥစ္စာကတခါတည်းပဲမဟုတ်လားဗျတခါတည်းပါဗျာဒီပြည့်နေတာလေပြင်ပါဗျာအဲ့ဒီဖြစ်တာပြတာလေးထားလိုက်ရင်သိတယ်မို့လားအဲ့ဒါပြန်ပြီးတော့သူညာမလိုက်ပြောနိုင်ရလားဗျကိုသိတာတွေနဲ့ကိုဟာကတော့ဘုရားဟောတယ်မို့လားကိုသိတယ်လားကလေးကိုပြန်ပြောနိုင်မှာမလားကိုသိတယ်လားကလေးကပြန်မပြောနိုင်ပါဘူးဗျာဒီအဲ့ဒါမသိဘူးလားဗျကဲဆိုရသေးလားသိတော့သိရဲ့ဗဇက်ကမရောက်မလိုက်နိုင်ဘူးဗျာအဲ့ဒါကိုဗဇက်ပြောသိကျင်တာလားဗျအဟုတ်ကိုဟာကိုအမှန်ကိုသိကျင်တာလားဗျအမှန်သိကျင်လို့အခုလျှောက်နေပါတယ်ဗျာအမှန်သိကျင်ရင်တော့ကိုယ်နဲ့ငါလို့ထားလင်းဒါအမှန်ကိုတော့ဗျာပြင်းများလဲညာလောက်ဒီကိုတော့ဖြင့်ရင်ဘုရားဆုံးမရဲ့အတိုင်းဥစ္စာကိုရေပြတ်လို့တော့ဖြင့်မသိဘူးညာနာကိုတော့ကိုဝရိယရှိတဲ့လောက်ကတော့ထားတဲ့လောက်ကတော့သိတဲ့လောက်သိပါရောမယ်ဗျာဟုတ်ကဲ့လားဒီမှာဗျာသိတဲ့လောက်သိလို့ရှိရင်အင်မတန်များနေတာဖြစ်တော့ဘုရားဆုံးမတော်မူတဲ့အပြန်လာကုတွေတဲ့သိမှုဆိုတဲ့ဥစ္စာဟာဟုတ်မယ်မဟုတ်မယ်ကိုယုံမတန်ကြတာရှိဥမာလားဗျာကုတွေတဲ့သိမှုကိုတစ်ခုစီမသိနိုင်တော့လည်းပဲကုတွေတစ်သိန်းလောက်တော့ဖြင့်ပြက်လိမ့်မယ်ဆိုတာတော့ဖြင့်ယုံမှခံတရားမရှိပါဘူးဗျာမရှိရင်ဒါသိသိကြလားဗျာမသိသေးဘူးလားဗျာကုတွေတစ်သိန်းပြက်တယ်ဆိုတာတော့သိတယ်ဗျာကုတွေတစ်သိန်းကိုတစ်ခုစီတော့ဖြင့်ပုတုဇဉ်ရောအရိယာများရောမသိနိုင်ဘူးမြတ်စွာဘုရားဤသိခြင်းများကဖြစ်ပါတယ်ဆိုတာတော့ဖြင့်ကြားဘူးပါတယ်ဗျာကြားပြီးတော့အခုလို့ဆိုရင်ဘယ်လိုရက်တောင်းလို့ဘယ်လိုသိလာရဲဆိုလို့ရှိရင်ဒါကခဏလေးတင်ပေါ့လေဟုတ်ကဲ့လားဗျာပြီးတော့ကြာလင်းဘယ်နဲ့တော့ဗျာ
ဘုရားဆုံးမတဲ့အဆုံးအမတော်ကိုရွတ်နေရတာအားနေရတာဖတ်နေရတာကြားနေရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အခုလို့ဆိုလို့ရှိရင်လည်းရိပ်မိမသွားဘူးလားဗျာခုနေဆိုရင်တော့ပြင်ဘုရားရိပ်မိတာမှန်တပည့်တော့ဆက်ကြောက်ပြရစီအောင်ဘုရားသိကိုအာယုံစူးစိုက်နေတဲ့အချင်းမှာပဲခန္ဓာ၅ပါးတို့အနိစ္စဒုက္ခအနတ္တကိုပြန်နဲ့တပည့်တော့သိနေရမယ်လို့ဆိုတာမှန်ပါလားဗျာတတိတဲ့သိနေရတဲ့ဥစ္စာဒီလိုသာသာထားလင်တော့တတိတဲ့သိပြီးတော့မနေခြင်းလို့ဖြစ်အောင်ပါလားဗျာစိတ်စူးစူးနဲ့ထိတာလေးကိုအာယုံစိုက်နေရင်ခန္ဓာ၅ပါးအနိစ္စကိုလည်းပဲတခါတည်းသိပြီးဖြစ်ပါရောဗျာဒီဗျာဒုက္ခရောဒုက္ခလည်းသိပြီးဖြစ်ပါတယ်ဗျာလက္ခဏာရေးသုံးကြတယ်ဘယ်နာလေးကကြားနေဥမာရင်းဗျာလက္ခဏာရေးသုံးဗျာဘယ်နာကမှမကြံရခဲ့ပါဘူးဗျာအကုန်လုံးပါပါရောဗျာဒီတော့သူပြောမယ်ဆရာကြီးများတို့များနားလေလို့ဥစ္စာအခုဟိုမှာဒါအားရလာတာဘယ်လိုလဲဗျာအားရတာကငမ်းပါတယ်ဗျာပါဇက်ကဆိုနေငမ်းမလားဗျာပါဇက်ကငွန်တယ်လို့ဆိုနေပြီတဲ့မငမ်းပါဘူးဗျာသူမှားတယ်လားဗျာဟာငမ်းတယ်လို့ဆိုတာသိမှန်ပါတယ်ဗျာဒီတိုင်းနဲ့ဆိုနေုံနဲ့သိသလားဗျာဆိုနေုံနဲ့တော့သာငန္တာကိုမသိပါဘူးဗျာဒါဖြင့်ဒကာကြီးရဲ့သာငန္တာသိရင်လည်းဘယ်လိုမှသိပါမယ်သာကိုဝယ်ပြီးတော့ကိုယ်တိုင်ရှားပေါ်တင်ပြီးမှသိမှာပါဗျာသာဝယ်ပြီးဆိုတော့သာဝယ်ပြီးဆိုတော့ရှားပေါ်မှာသင်တော့ဘယ်လိုသိသွားမလဲတကယ်ငန္တာကိုကိုယ်တိုင်သိနိုင်ပါဗျာဒါလောက်နဲ့တဲ့လူကြီးငန္တာသိတဲ့အခါကျတော့ဒကာကြီးအိမ်မှာရှိပြီးသားသာပဲလောက်များမယ်သင်အိုးလေးနဲ့တခုရှိပါတယ်ဗျာဟုတ်လားအဲ့ဒါအကုန်လုံးသားမှဘယ်နဲ့လို့ညအာငန္တာသိမှလားဗျာအကုန်လုံးစားဖို့မလိုပါဘူးဗျာလက်အနည်းငယ်များလက်ကလေးနဲ့ပေါ်ပြီးတော့စားလိုက်ရင်ငန္တာအကြောင်းသိပါရောဗျာငန္တာအကြောင်းသိတဲ့အခါကြပြီဆိုတော့သင်အိုးနဲ့သင်အိုးတဲ့ရှိတဲ့ဥစ္စာတွေကတော့ဘယ်နဲ့များနေမှာပါလိမ့်မယ်နော်တဲ့ဒီလိုတရားကြီးပြောမှလားဗျခုလက်နဲ့လက်သေးပါလာတဲ့စားငန်းတလူအိုးတွေကထားတယ်လည်းပဲငန်းလိုက်မယ်ဆိုတာတစ်ခစ်ကြသိပါရောဗျာဟုတ်ကဲ့လားဗျာဟုတ်ပါမလားနော်ဒီစားရတဲ့ငန်းနဲ့အိုးတဲ့ဟာတော့တမျိုးများနေမှာလားတဲ့တရားကြီးပြောမှလားဗျဒီလိုတန်ကြရမရှိတော့ပါဘူးဗျာကိုယ်တိုင်ဒိဋ္ဌသိပါရောဗျာဟုတ်တဲ့အားရတရားကြီးရဲ့အိမ်မှာတင်အိုးနဲ့တလုံးလေးတာရှိသလားဒီပြင်နေကဒီပြင်အိမ်ကြီးမကောတခြားအိမ်ကြီးလည်းပဲအိုးလေးနဲ့ခွက်ကလေးနဲ့ဒီလိုပဲထည့်ထားကြပါဗျာတို့အိမ်ကစားရတာငန်းတာဗျဒီလိုအိမ်ကစားရတော့ဘယ်နဲ့များနေကြမလဲလားနော်တဲ့ဒီလိုပြောမှလားဗျဒီလိုမတွေးပါဘူးဗျာအိမ်သားပြတ်သွားတဲ့အခါအညာကြီးတွေသွားတော့ငန်းတာပါပဲဗျာဟုတ်ကဲ့ဟောတို့ဒီပြင်ဒီမျိုးထဲမှာလားအရာထဲမှာလားဒီပြင်အရာထဲရပါဗျာတခြားအရာထဲကထားတယ်ငန်းပါတယ်ဗျာတရားကြီးရဲ့မြို့ထဲဒါတော့မြို့ထဲကထားလဲငန်းပါတယ်ဗျာဒီမှာဈေးပဲနှစ်ခုရှိတယ်လို့ညဈေးဒီမှာအများကြီးပါပဲဗျာတရားကြီးရဲ့နေတရားကြီးနဲ့နီးတဲ့ဈေးရတယ်ဘယ်ဈေးလို့ညညောင်းညဈေးလို့အနည်းလုံးပါပဲဗျာညောင်းညဈေးကထားလာငါမှလာရဒီပြင်ဈေးရတယ်ညောင်းညဈေးကလည်းညောင်းညဈေးကထားလဲငန်းတာပါပဲဗျာတခြားဈေးကထားတယ်လည်းပဲဟိုကိုယ်တော်ကြီးကယူရောက်လာတာပါဗျာတူတူပါပဲဗျာဟုတ်ကဲ့ဒီနေ့မှာလာဒီပြင်လေးကထားတယ်ရောတခြားမျိုးကထားတယ်လည်းပဲရန်ကုန်ကန္နာကကိုယ်တော်ကြီးကယူရောက်လာတာပါပဲဗျာဒီတော့ဘာတော့တခြားထားတယ်လည်းတခြားမျိုးကထားတယ်လည်းငန်းနာပါပဲဗျာဟုတ်ကဲ့လားတမျိုးကြီးပြောမှလားတမျိုးကြီးအငန်းကြီးအတူတူပါပဲဗျာအခုနည်းနည်းလေးဆိုပေမဲ့လည်းအကုန်သိသွားမှုလားဗျတမဗျာအခုလည်းပဲဒီလိုသိမှာပါလေဗျာဟုတ်ကဲ့လားတမဗျာဟုတ်ကဲ့လားတမဗျာအဲ့လိုဗျဒါကြောင့်ပါလေအိမ်သားမရှိတဲ့အခါကျတော့ဘယ်နဲ့လုပ်တယ်သူများအိမ်ကထားခဏသွားတောင်းပါဗျာချီးရပါဗျာဟုတ်ကဲ့လားဒါလည်းငါသူတို့ဟာတမျိုးလားဒါလားနဲ့များအောင်းနေသေးတယ်လားမအောင်နေပါဘူးဗျာငန်းလေးဆိုတာပြီးပြီးလို့သွားတောင်းတာပါဗျာခဏကလောက်ကလေးနဲ့ဆိုရင်လည်းဒါပါတော့ညအားလေးကိုခဏလေးညလျာတော်မှာတင်ပြီးတော့အနာဆိုတဲ့ဥစ္စာဟုတ်လားမဟုတ်လားလို့ဘယ်လိုထားကြည့်ရနဲ့သူရလားတဲ့အကြီးကသူပါတယ်ဗျာဒီသူတယ်တော့ဆရာကြီးဘယ်နဲ့ပြောဘယ်နဲ့လုံးမလို့ညတခါတော့ဓမ္မဗျာဥပမေရတဲ့ဟပ်ပြီးတော့ရှင်းပါဦးဗျာသာငန္တာနဲ့ငါသိပြီးအနိစ္စဒုက္ခအနတ္တသိတာနဲ့အကျဉ်းချုပ်ကလေးပဲ
ဥပမာနဲ့ဥပမေယခပ်ပြီးတော့ပြပါဦးဗျာငါလေဟုတ်ကဲ့လားဗျာဒီမှာဗျာဒါရတော့ဒကာကြီးသိုးနေတော့ငါနာသိပလားဗျာသိုးနေနေတော့ငါနာမသိပါဘူးဗျာမနေပဲနဲ့တကယ်သားကိုဆရာပေါ်မှာတင်ထားလိုက်ရင်တော့ဗျာတကယ်သားကိုဆရာပေါ်တင်လိုက်တော့မှတကယ်ကိုယ်တိုင်ကိုကြသိပါရောဗျာငါလေလို့ဆိုရသေးလားဗျာရှားပေါ်ထားရောက်ပြီးမှတော့ပြန်သားငန်းလေနဲ့သုံးနေရပါဘူးဗျာသူတော်တွေကပြောမှသိကြလားဗျာနဘေးကလူကလည်းပဲငန်းတော့မယ်နဲ့ပြောမနေရပါဘူးဗျာသူတော်တွေဘာလို့ဒီဘက်ခန္ဓာထူတန်းတာဒီဘက်ခန္ဓာအနိစ္စဒုက္ခအနတ္တဝိညာဉ်ခန္ဓာအနိစ္စဒုက္ခအနတ္တသင်္ရဲ့ခန္ဓာအနိစ္စဒုက္ခအနတ္တသင်္ခါရခန္ဓာအနိစ္စဒုက္ခအနတ္တဝိညာဉ်နဲ့ခန္ဓာအနိစ္စဒုက္ခအနတ္တလို့ထုံးမနေရတော့ပါဘူးဗျာဟုတ်ကဲ့ထုံးမနေတဲ့နဲ့ဘယ်နဲ့ဖြစ်လာတယ်လဲတခါတည်းသူတို့ဒီလက္ခဏာအနိစ္စကလည်းပဲဉာဏ်ပြလိုက်တာပါပဲဗျာဒုက္ခကလည်းဉာဏ်ပြလိုက်တာပါပဲဗျာအနတ္တကလည်းပဲဉာဏ်ပြလိုက်ပါရောဗျာဒါဟုတ်ကလားဗျာဟုတ်ပါပြီဗျာဒီတော့ဒကာကြီးများရဲ့ကိုလိုလားတဲ့ခဏကပြောတဲ့ခဏကလူငါမြင်လို့ရှိခဏကလူဆိုရအောင်မလားဗျာကိုမဆိုရပါဘူးဗျာငါမြင်တဲ့နဲ့လောက်တော့မင်းတခါဉာဏ်မြင်တဲ့အခါသားကိုဆရာပေါ်တင်ပြီးကြလို့ဒီဘက်ကအနိစ္စရုပ်တည်ခန္ဓာ၅ပါးရဲ့အနိစ္စဒုက္ခအနတ္တကိုသိကျင်တဲ့အခါနှာခေါင်းနဲ့လေနဲ့နှာခေါင်းပေါ်လေထိလိုက်တာနဲ့တပြိုင်နက်သူတို့ကိစ္စဆောင်းရက်ပြီးတော့လက်ဆုံးကိုညံပြတော့မှာပါဗျာခုနကပြသေးဗျာခုနမပြသေးဘူးဗျာထားရတယ်အဲ့နဲ့လောက်လိုက်တာလည်းမရရတယ်ခုနကတော့တဲ့ထားဆိုတော့ထားလိုက်ပါပါဗျာစိတ်ကသူ့စိတ်ကမတည်သေးလို့ငါမှန်းတော့မသိလိုက်ပါဘူးဒီလိုလည်းအခုတော့ဘယ်လိုလဲဆိုလို့ရှိရင်နည်းနည်းသားလေးကိုနဲ့နာဖြစ်တော့တရားကြီးလောင်ထားတဲ့သားတွေကနည်းဘူးမဟုတ်လားလောင်ထားတဲ့သားတွေကတော့ဗမာပြည်နည်းပါမနည်းပါဘူးဗျာတရားကြီးနဲ့တော့ဘုရားဆိုဆုံးမတော်မူပါတဲ့သားနဲ့တူတဲ့အဆုံးအမတော်တွေဥစ္စာဟာဘယ်နဲ့တော့ရတယ်ပဲဘယ်လောက်များတော့လောင်ထားတာသူတို့ဒီလိုဓမ္မယုံကြီးတွေဟာနဲ့လင်းကခရုံးတော့ရှိပါထင်ပါဗျာဟုတ်ကဲ့လားကဲဗျာခဏနည်းနည်းလေးနဲ့ငါမပေါ်လာရပဲဟာကြည့်နည်းနည်းလေးနဲ့လည်းငန်းတာပါပဲဗျာအဲ့ဘယ်နဲ့တော့ညဟိုအငါငါပါရင်တမျိုးကြီးလာကြရဲ့လားတမျိုးနဲ့ငန်းကြတာကြည့်ပါပဲဗျာနည်းနည်းလေးငါနဲ့လူဒီဟာတွေပဲဘယ်နဲ့တော့ညငန်းတာပါပဲဗျာအတူတူပဲမလားဗျအတူတူပါပဲဘယ်ကြပြီးတော့ကဟာခင်းရမှလွတ်မှုလို့ဆိုတာဘယ်နဲ့တော့ညဘယ်လိုရက်ဆောင်ကြည့်လို့ရှိရင်နားလေတို့ရာရှိဗလားမရှိဘူးလားဗျနားလေတို့ရာရှိပါပြီဗျာနားလေတို့ရာခက်ပြလားဗျမခက်ပါဘူးဗျာဒီတော့ဒီသားကတမျိုးခရတာဘယ်နာကအားကတမျိုးတပြားနဲ့ဘယ်လိုတရားကြီးရှိဦးမှလားဗျမရှိပါဘူးဗျာအေးအဲ့လိုဟာသုံးမတော်မူပါတယ်အဆုံးအမတော်တွေကိုရပြီးသားလို့ဖြစ်နေပြီဘယ်လိုရက်တောင်သွားကြပြီဆိုမှဖြစ်နေတယ်နဲ့လို့ညအားကိုစားပြီးနေတဲ့ကြောင်နေတဲ့ဥစ္စာတရားကြီးတာလည်းငါမှလားဗျဘဂဝါတိုင်းလူမှန်တိုင်းဉာဏ်ပြမှာပါပဲဗျာဘယ်နဲ့တော့ထိုင်ရင်စားရင်တော့ဗျထိုင်ရင်စားရင်ငမ်းပါတယ်ဗျာမတရားရင်တော့ဗျငမ်းပါတယ်ဗျာလမ်းသွားရင်တော့ဗျလမ်းသွားရင်လည်းငမ်းပါတယ်ဗျာဒီကိစ္စတွေဆောင်းရင်တော့ဗျငမ်းတာပါပဲဗျာအဲ့ဒါလိုစားရခါကြတော့ဒီခါကကာန်ခိုက်နေဦးမှာလားဗျမဆိုင်ပါဘူးဗျာအာကာလီကောတယ်လူပြောမှသင်ပါရဲ့ဟုတ်ကြရလားဗျသင်ပါဗျာအာကာလီကောပါဗျာအဲ့ဒီတော့ဗျာငန်းနေတဲ့အခါငန်းဖို့ရဟာလည်းစားတက်ပြီးကြလားဗျမခက်ပါဘူးဗျာခုလည်းပဲအားလုံးနဲ့မြင့်မြတ်ကြတဲ့ဘုရားရှင်ရဲ့တတိသားတတိသမီးတွေဥစ္စာဟာဟုတ်ကလားဗျာမှန်ပါဗျာသုံးပါတယ်မူပါတယ်အတိုင်းဟာသိလိုပါတယ်ဆိုလို့ရှိရင်ဘယ်နဲ့လဲညာသောဝိသတ္တကုနဲ့ပြည်ဝင်ပြီးတော့ရှင်းသူတော်ကောင်းတွေလိုဟာလိုက်ပါမယ်ဆိုလို့ရှိရင်ဘယ်နဲ့လဲညာရှင်းသူတော်ကောင်းဒီကဲ့သို့ထိပ်ပြီးအာယုံကိုအမြဲမပြတ်စားဖို့တခါတည်းအမြဲငန်းရအောင်စားကြလို့စားရင်ကိစ္စပြီးရောက်ပါရောဗျာဒီတော့ခုလိုရက်ဆောင်သွားတယ်ဆိုလို့ရှိရင်ဟိုပြောနေတော့အများပြီးတော့ကျဲနေတယ်ဆိုတော့လည်းဘုရားဆုံးမတော်မူတဲ့အဆုံးအမတော်တို့ကိုလိုက်ပါမယ်ဆိုလို့ရှိရင်သုံးပါတော့သိခါတို့ဥစ္စာတယ်လို့ဆိုလို့ရှိရင်
သုံးမတိတ်ခါရှိတယ်ရှိတဲ့ခါကြပြီဆိုတော့တခုသားတခုကိုဆောင်းရင်တခုကြီးတယ်တခုဆောင်းရင်နှစ်ခုကြီးတယ်တခုတည်းကိုဆောင်းလေတဲ့တဲ့ရုံကသုံးခုလည်းကြီးတယ်ဟုတ်ပါရဲ့လားဒီမှာဗျာညာခုဆောင်းရင်တခုပြီးတယ်ဆိုတာအကျယ်တဝင့်ရှင်းပါဦးဗျာတိတ်ခါသုံးမဆိုတာအတိဒီလားအတိစိတ်ဓာအတိပညာကိုခေါ်တယ်မဟုတ်လားဗျဒီမှာဗျာဘယ်နာကတော့ဟဲ့အဒီဒီလာတော့ဘယ်ရင်းဆိုတော့အဲ့ဒါပဲကြည့်ကြအောင်ဖြည့်မဲလို့ဒီလိုဖြည့်နေတော့တခုလုံးခြင်းဘာလို့ညတခုပဲပြီးပါတယ်ဗျာအေးဆိုတော့ငါရတယ်လေဆိုတော့အဒီစိတ်ဓာတ်တိုင်းကဆောင်းမဲလို့ဒီလိုဆောင်းခြင်းအဒီစိတ်ဓာတ်ဆောင်းနေတဲ့အခါကြတော့ကိုတို့အာရုံတစ်ပါးမပြေးပါပဲနဲ့တဲ့ဝင်ကြီးဘယ်လိုဒီနေတယ်အဲ့ဒီခါကြာပြီဆိုတော့ကိုမိမိတို့သီလဆိုတာမျိုးဟာကဒီလာလို့ဆိုတဲ့ဥစ္စာကသီလမှာတော့လူများဒကာကြီးတွေဓမ္မကြီးတွေဖြည့်ရချင်းရမယ်သီလဟုတ်ကလားဗျာဒီမှာဗျာဒကာကြီးတွေရဲ့သီလတို့ရဟန်းဒါနမီအရှင်များတွေမှာသုံးပါတယ်ဆိုတော့မှတော့ဖြည့်ရမယ်ဟာကဒါလည်းပဲရှိတယ်မလားဗျာရှိပါတော့ဗျာရှိပြီးတော့နေဝင်နေများတော့လည်းပဲသင်ပြမှာတော့ကာယကံနဲ့ဝစီကံပဲမဟုတ်လားဗျဒီမှာဗျာကာယကံနဲ့ဝစီကံကိုသီလလို့ခေါ်ပါတယ်ဗျာဒီလိုရတယ်ကိုလိုဆိုတော့မဲဘူးပေါ့လေဟုတ်ကဲ့လားဗျာဒီလိုမဲလို့ဒီလိုဆိုတော့ဒါလည်းရှိတယ်မဟုတ်လားဗျဒါလည်းရှိပါတယ်ဗျာတဲ့ဝင်ကြီးပြီးတော့နေတဲ့အချိန်မှာဘယ်လိုထားနေတဲ့အချိန်မှာကာယကံဘက်ကဘယ်နဲ့လို့ညာပြက်ကွက်မှုရှိပါဦးမလားဗျဒီလိုထားနေတဲ့အချိန်မှာကာယကံဘက်ကမပြက်ကွက်ပါဘူးဗျာအတိစိတ်ဓာတ်ဖြစ်တဲ့တို့အာယုံကြီးပါပေါ့ဗျာကောင်းကျမ်းထကြမှုရှိဦးမလားအာယုံကသူ့စိတ်ကြီးလို့ဘယ်မှမလွတ်တဲ့အခါမှာတခြားအာယုံမကွာမရောပါဘူးဗျာဟေးဒါအတိစိတ်ဓာတ်ဆိုပြီးတော့ဒီလိုနေရင်အတိစိတ်ဓာတ်ကနေတော့ဟောဗျာအတိသီလကလည်းဟောတစ်ခုလောက်တာနဲ့ပဲနှစ်ခုဗျာအတိပညာကံသိရမယ်နေရာမှာရုပ်ပေါ်နာမ်ပေါ်မှာသိနေတယ်ဆိုတော့ဘယ်နဲ့လဲဗျာဟောအဲ့လိုသိနေတဲ့အခါကြတော့ကိုဘယ်နဲ့သီလတိုင်းတာပေါ့ဗျာသီလပိုင်းကလည်းလုံးလုံးပါရောဗျာအတိစိတ်ဓာတ်ပိုင်းပါပေါ့ဗျာအတိစိတ်ဓာတ်ပိုင်းကလည်းပဲပြီးပါပြီဗျာအတိပညာရပေါ့ဗျာအတိပညာကလည်းပဲရုပ်ပေါ်နာမ်ပေါ်မှာအာယုစိုက်နေသည့်အတွက်အတိပညာသိက္ခာပြီးပါရောဗျာတခုလုံးနှစ်ခုတခုလုံးသုံးခုဆိုတာဒီလိုဟုတ်ပလားဗျာဟုတ်ပါပြီဗျာဒါကြောင့်မို့ဘုရားဆိုမှတော့မူရတဲ့အတိုင်းမှန်းတဲ့အတိုင်းလို့ကိုအကုန်လုံးလိုက်ပါကြပြီဆိုမှဖြင့်မှန်းတဲ့အတိုင်းအပြီးမှန်းတိုင်းရှိရတဲ့အတိုင်းဆင်းရဲမှလွတ်မှုအလိုရှိတဲ့ဘောဓိတို့ဥစ္စာဟာရက်ကောင်းလို့ဆိုလို့ရှိရင်အချိန်တစ်ခုမှာသုံးမိမိတို့မှန်းတဲ့အတိုင်းဘောဓိတို့ပြီးအောင်ဟာဘယ်လိုလဲဆိုတော့သရဏဝိဇ္ဇာနှစ်ဖြားကလေးဆိုဟုတ်ပလားဗျာသရဏဝိဇ္ဇာဟုတ်ပါတယ်ခင်ဗျာပြီးတော့သရဏဝိဇ္ဇာနှစ်ဖြားပြီးတော့အောင်ဥစ္စာအချိန်တစ်ခုတည်းမှာသိက္ခာသုံးပါးကိုဆောင်းတော့ဖြစ်တယ်လို့အကုန်ပြီးတယ်လို့သရဏဝိဇ္ဇာနှစ်ဖြားမှာလည်းပဲအချိန်တစ်ခုတည်းကလေးဖြစ်ဘူးလားဗျအချိန်တစ်ခုတည်းမှာသရဏဝိဇ္ဇာတစ်ခါတည်းဖြစ်နိုင်ပါတယ်ခင်ဗျာဒီသရဏဝိဇ္ဇာအကုန်လုံးဖြစ်အောင်လို့ထူထောင်နေဆိုတော့ခုနကသုံးပါးရဲ့သိက္ခာကကြောင်းပါလားဗျသုံးပါးရဲ့သိက္ခာလည်းပါပါရောဗျဒီသူတို့ငဲဘူးဘာလို့ခဲကြရရရောဗျတစ်ခါလည်းပါပါရောဗျသူတို့ကျဲမှပြီးတော့ထားတဲ့300တိတကတူပါရောဗျအကုန်ပါပါရောဗျအဲ့ဒါမျိုးဖြစ်နေသူတို့လုပ်နေတာဗျဒီမှာဗျကြောင်းပါလို့ဗျဘာမှမကြံတော့ပါဘူးအဲ့တော့သူကခဏကမှန်တခုကိုဗျကိုနှစ်တဲ့ရတယ်ရွေးချယ်ပြီးတော့တန်တန်နဲ့ပါဗျာလို့ဒီလိုပြောတဲ့ဥစ္စာဘုရားဆုံးမှာတော့မူတဲ့အတိုင်းမျိုးကိုဘယ်နဲ့တော့ဗျာအဲ့ဒါမှတ်တာကြရလားဗျာဒီမှာဗျာဒီတခုမှန်တာပြောကြတယ်ကြားကြရလားဒီမှာဗျာဆိုတော့ဘယ်နဲ့တော့အချိန်တိုင်းဟာလည်းမှန်တာတဲ့အတိုင်းအကုန်လုံးနှစ်တဲ့ရတယ်မှန်တဲ့အတိုင်းဟာဘောဓိတွေဥစ္စာလည်းမပြီးနိုင်ကြဘူးလားဗျာဘောဓိပြီးနိုင်ပါတယ်ဗျာတတိတော်ကတော့ဖြင့်နိဗ္ဗာန်ဤအရာပါကိုတတိတော်ကအင်မတန်မြင်ကြည့်သိကြည့်နေပါတော့ဗျာတတိတော်ကကြားပြီးတာကတော့ဖြင့်ဖလကမာပများဝေစားရင်နိဗ္ဗာန်အာယုံပြုနိုင်တယ်ဆိုလို့တတိတော်ဖလကမာပခင်များဝင်စားနိုင်ပါမလားဗျာဟုတ်တယ်လားဒကာကြီးရဲ့ဖလကမာပပြောပါမယ်လားဖြင့်ကြားလားဒီမှာဗျာကောင်းပြီဘယ်လိုလဲဆိုလို့ရှိရင်ဒကာကြီးအိမ်ဆောက်မထားဘူးလားအိမ်ဆောက်မထားဘူးလားဆိုတာအတိတ်ပဲကိုဒကာကြီးခါနဲ့နေတာလို့ရအိမ်နဲ့နေပါတော့အဲ့ဒါရတယ်ရဲမမအဲ့ဒါဒကာကြီးဆောက်ထားတာမဟုတ်လား
တတိတော့ဆောက်ထားပါတယ်ဗျာဆောက်ထားဗျာကဲဘယ်လိုလုပ်ဆိုလို့ရှိရင်တခါကြီးအိမ်ဆောက်ထားတယ်နော်ဟုတ်တယ်လားဗျာကဲနေဘူးတော့နေဘူးမခံနိုင်ဘူးဗျာအဲ့ဒီအိမ်ထဲဝင်လိုက်တင်ပါဗျာဟုတ်လားလွတ်ပါတယ်ဗျာအဲ့ဒါနေဘူးလွတ်တာပေါ့ဗျာကြားပါလားဟုတ်ကဲ့လားဗျာမိုးရတော့ဗျာမိုးရတော့အိမ်ထဲဝင်လွတ်ပါရောဗျာအေးအခုလည်းပဲခုနကနေဘူးမိုးစွတ်ဒီနဲ့တူတဲ့အမျိုးမျိုးအဖျားရာတွေရှိဘူးလားဗျာနေပူမိုးစွတ်နဲ့တူတဲ့နှမျိုးမျိုးအဖျားတွေရှိပါတယ်ဗျာဒီတော့ဒီဟာတွေပန်းရိုးစင်တွေနဲပါဘူးဗျာကဲခုနကလိုအတားရာလေးကိုဟုတ်ကဲ့လားဗျာတင်ပါဗျာဘုမလည်းအဆုံးအမကိုကဲမှတ်သားပြီးဆိုတော့အဲ့ဒီအာယုံကြည့်လိုက်ရင်ဒီဟာတွေဘယ်နဲ့နေလို့ညာဒီလိုအာယုံကြည့်နေတဲ့အခါမှာခုနကနေပူမိုးရာပြီးတော့ကိလေသာပန်းရိုးစင်အစရှိတော့မိုးစွတ်ကိလေသာမိုးလွတ်ပါရောဗျာအဲ့လိုရဟိုအိမ်လိုပဲဗျာဆောက်ထားတော့ကိုဝင်တဲ့အခါဝင်ဗျာကြောက်အိမ်ဆောက်ဆိုတာကတပည့်တော်ခုလက်ရှိလောအိမ်ရရှိပါတယ်ဗျာအဲ့ဒီဖလားကမ္ဘာအိမ်ကိုဘယ်နဲ့တော့ဆောက်ရမှာလဲဗျာဒါကြီးဆောက်မနေပါနဲ့ဖယားထောက်တော်မူပေးတဲ့ဥစ္စာဝင်းနေဗျာဒီမှာဟုတ်လားဗျာဒီလိုကကြားဘူးတော့ဒီနေပဲတပည့်တော်တို့ကကာမဂုဏ်၅ပါးအမြဲရှာလို့ရှိတဲ့ကိလေသာတွေမိုးဆွေလွတ်နေတဲ့လူတွေဖြစ်လင့်ကနာယူရလောက်သာသာလောက်ဝင်းထိုင်လိုက်ရင်ဖလားကမ္ဘာပတ်ဖြစ်တယ်ဆိုပြီးတော့လူကြီးကတောင်းပြီးတော့ကဲကုန်းပေါင်းသင်္ဘောအချင်းအတက်ကုန်းပေါင်းကြီးကထုတ်ကြလို့ဟိုဘက်ကထိုင်ရဲ့ဟိုဘက်ကထိုင်ပေါ်နောက်စီထားဒီဘက်ကထိုင်ပေါ်ခီဘလောက်ထားရင်ခလေကောင်တောက်နေတာဖလားကမ္ဘာပတ်လို့ကြားဘူးဘယ်လိုကိုရမလို့ဒီရမလို့ဒီလိုကြားဘူးလေလို့ဒီလိုဖလားကမ္ဘာပတ်တော့ချင်းနာယူဝဲလောက်နဲ့ဖလားကမ္ဘာပတ်ရတယ်ဆိုတော့တပည့်တော်ကတန်းတော့လည်းကြည့်နေတယ်ကြောက်အေးဘာမှမပြောခုနကဟာဘုရားဟောတာကမှတ်ထားပြီးတော့ကြားကြပါဗျာဘုရားဟောတဲ့ဆောက်ဖို့ကဘာတွေဆောက်ရမှာလဲဗျာခုကခုနကပြောတဲ့တရားကြီးများတဲ့ဥစ္စာကိုသမပတ်တာဆိုတဲ့ဥစ္စာမျိုးပါတော့ဘာလို့လဲကောင်းတာရောက်တာပေါ်တာမဟုတ်လားတမဗျာလူပြောပါသေးရဲ့ကောင်းတာကိုရောက်တာကိုဟာလေးနဲ့ကိုရင်ပြောပါသေးနားလေခြင်းကြားတမဗျာအဲ့ဒီလိုဒါကဝင်ကြည့်ပါလားဗျာကိုရောက်တဲ့လောက်ဥစ္စာဘာလို့ကိုရောက်တဲ့အဲ့ဒါနဲ့ပြောမှဖြစ်မှာဒီဟာနေပြီတီဦးတမဗျာကြားလားတမဟုတ်ကလားတမကိုရောက်တာဆိုတာတပည့်တော်ကဘယ်မှမရောက်တော့ဒါခဏကနေပြရလေးအတော့ခက်နေလေဒါကခဏကတကားကြီးတွေထားတဲ့နေရာလေးပဲမှားလိမ့်မို့လားထားတဲ့နေရာလေးမှားမိပါလေအဲ့ဒီနေရာလေးအခုထားရခဲ့အခုမနေဘူးလားဗျဝင်မလို့တန်းတခါတည်းတပည့်တော်ကပျောက်သွားတာပဲမကြောက်ရတာဘုရားတောက်ထားတာတခါကြီးလာအဲ့ရင်လာတယ်တဲ့တက်လျောင်းတာတက်ရလားတမဗျာဒီတော့ဒီဖလားကမ္ဘာပါဟာအရိယာများမှဝင်နိုင်ပါလားဗျာပုထုဇဉ်များကဖလားကမ္ဘာပါဝင်နိုင်ပါလားအဲ့လိုရင်းဆိုလို့ရှိရင်ဘယ်နဲ့ကသံဓမ္မပတ်လို့ပါလို့ဆိုတဲ့ဥစ္စာဟာဘယ်လိုရင်းဆိုလို့ရှိရင်သံလို့ပါလို့ဆိုတာရှိတယ်မဟုတ်လားတမဗျာပထမဇန်ဒုတိယဇန်တတိယဇန်ဒီဇန်အနည်းဆုံးပထမဇန်တော့ရောက်ရမှာလားဗျာနေတဲ့ဆိုရင်အဲ့ဒါလည်းဘုရားဟောတာတောက်ပြောမှတော့မှကြားလားတမဗျာဟုတ်လားဗျာတမတော့ဘုရားပွင့်တော်မမူတဲ့အခါမှာကိုဘယ်နဲ့ကလည်းပဲတန်တို့ဘာတို့နဲ့ဝင်သားနေကြတယ်ဆိုတာရှိဘူးလားရှိပါတယ်ဗျာဇံဝင်သားတယ်လို့ကြားဘူးပါဗျာအဲ့ဒါဗျာဘာလို့ညပုထုရှင်လားအရိယာလားဇံဝင်သားတယ်ဆိုတာတပည့်တော်မသိပါဘူးဗျာပုထုဇဉ်ဝင်သားနိုင်သလားအရိယာဝင်သားနိုင်သလားဆိုတာဘုရားပွင့်တော်မမူတဲ့အချိန်မှာဘယ်နဲ့လုံးရတဲ့တာနာမရှိတဲ့အချိန်မှာလည်းတမ်းနဲ့ဘာနဲ့နေကြတယ်ဆိုတာတမ်းမိတာဒီပါတွေတကားကြီးကြောက်ကြားဘူးပါဗျာအဲ့ဒါရောက်ရင်ကိုစောက်ခတ်တာမဟုတ်လားတမဗျာဒေဝီကအရှင်ရသိဇာနဲ့အဘိညာဉ်နဲ့အတူတူပဲလားဗျာတန်ခါတစ်မျိုးဘိညာဉ်ကတစ်မျိုးတမဒီလိုတကားကြီးလာတယ်အိမ်လေးစကြပါလို့ကိုရောက်ပြီးတော့လည်းကြားတယ်အဲ့ဒါကတော့ဘာလို့ဒီလိုဟာလဲဒီတော့ကပြည်လက်တဲ့သခန်းကတပည့်တော်နဲ့အဝင်းကြီးပဲတကားကြီးနဲ့ဖလားကမ္ဘာကနဲ့မတမာဘူးညာဆိုရင်လည်းတပည့်တော်စိတ်ဒုံဒုံချလိုက်မှာပါဗျာတပည့်တော်ကဖလားကမ္ဘာကလည်းဝင်စားခြင်းရဲ့ငါဒီအတ္တမှမှီရလားမမှီဘူးလားဆိုတာသိကျင်လို့ပါဗျာအိမ်တရားရဲ့အခုတရားကြီးနားတယ်တဲ့ဘာမှအိမ်ရှိရဲ့ထားရတာဝယ်ထားတယ်မဟုတ်လားဝယ်ထားပါတယ်ဗျာအဲ့ဒါ
ငါမှသိပြီမို့လားငါမှသိပါပြီခင်ဗျာဒါသိကြရမို့လားသိကြပါတယ်ခင်ဗျာတခါကြီးညငန်းခြင်းရင်ဗျာညငန်းရင်ညထစားယူမှာမငန်းဘူးလားငန်းပါလေဗျာမှတ်ထားကြည့်ရင်တော့ရလာတယ်ဒီမှာနေ့ငန်းရင်တော့ဗျာနေ့ငန်းရင်တော့လည်းနေ့စားဗျာအချိန်တိုင်းကိုငန်းရင်လည်းအချိန်မဖြစ်ဘူးလားဖြစ်ပါတယ်ဗျာမှတ်ထားအဲ့ဒါကိုနေငါကသမပတ်ဝင်စားတာနဲ့မတူဘူးလားဗျအငါလေးတွေထားငန်းရင်ငါရအောင်ထားဝယ်ထားလိုက်ကျမဗျာဟုတ်ကလားကျမဟုတ်ကလားထားဝယ်ထားနိုင်ရဲ့တတိရှိတော့ငန်းရတဲ့အချိန်မှာငန်းလို့ရတာပေါ့ဗျာပြီးတော့တရားကြီးတွေမဝယ်နဲ့ဒါကတော့ထားလာပြောတာကျမတော့သူတယ်ဘုရားတာနာထားတယ်မပြောတယ်ဆိုတာတရားကြီးသိတယ်မို့လားသိပါဗျာဆုံးမတယ်ဆုံးမလေးလည်းသိရမို့လားသိပါတယ်ဗျာတရားကြီးရဲ့အဲ့ဒါထားနေပြီလေတရားကြီးရဲ့တရားကြီးငန်းရတဲ့အချိန်ကစားပြီးတော့ငန်းရတဲ့အချိန်စားနိုင်လို့ဟုတ်တာရဲ့ပကတ်ရဲ့လက်ရဲ့ထားရဲ့အစင်သိရှိမှငန်းနေကြဘူးဗျာတော့မနေနဲ့တယ်ဒီထားတယ်ပြီးပြီးတယ်ငန်းနေတဲ့အခါအဲ့ဒီထားလာမှလက်နဲ့ယူစားနေရည်ခရရှင်ကြီးရောက်တဲ့မူတော်ကလက်ကြီးနဲ့တလူမယူပါနဲ့ကျမဗျာဟမ်ဟုတ်ကလားကျမဟမ်ဘယ်ဇန်စိတ်နဲ့မှယူရမှာလားဗျာဇန်စိတ်တွေဘာတွေလို့မနေနဲ့တယ်တခါကြီးထားတာဘယ်အနာထားလာတယ်အိမ်မှာထားတယ်ဗျအဲ့ဒီအိုးကြီးပဲထားလာတယ်အိမ်ကမိဘကြောင့်နဲ့ထားပါဗျာအားကြီးကဘယ်အနာနေရတော့အိမ်မောမနေပါဗျာထားတာပြင်အဲ့ဒီပြောင်းသွားရအောင်မှာကြားလားကျမဗျာသွားပြီးတော့မှယူစားတယ်မှာငါမှမဟုတ်လားကျမဗျာဘုရားရှင်ညင်ကြဆုံးမတော်မူပါတဲ့အားနဲ့ကျူတဲ့အဆုံးအမတော်ဟာကကြားရလားဗျာကျမဗျာမှတ်မိပြီးတာရှိပြီမို့လားရှိပါပြီဗျာဒါကြီးကိုနေရာကမိဖို့ကြည့်အောင်ဘယ်နှလားလောက်လမ်းရတယ်တော့လမ်း20လောက်လမ်းရပါလိမ့်မယ်ဗျာမအဲ့ဒါလိုမလမ်းရပါဘူးဟိုလမ်းတော့ပါရင်သာဝတိကဥစ္စာယူပြီးတော့ပါတယ်စားရအောင်ပါပါဗျာတော့ငါနဲ့မှာပဲမို့လားငါတော့မှာပဲဗျာအဲ့ဒါတော့မလုပ်ရဘူးဘုရားဆုံးပါတယ်ဆုံးမမှတ်ပြီးသားရှိပြီးတဲဟဲ့လို့အခုအာရုံပြုလိုက်ဟုတ်ကလားဗျာမှန်ပါဗျာအခုအာရုံပြုလိုက်လို့ရှိဘယ်နဲ့တော့ညငါမာရောဗျာဒါဟုတ်ပြီမို့လားမှန်ပါဗျာအဲ့ဒီဟာမှတ်မိရင်ဒီဟာအကုန်လုံးကိုနေကတရားကြီးရဲ့အိမ်ကစားထားပြီးတားနေပြီဆိုမှတင်ဒီဟာတွေကဘယ်နဲ့နေတယ်လို့တွေးရအောင်မလားမတွေးရပါဘူးဗျာတရားကြီးကမတွေးနဲ့ဒါနဲ့တော့အကုန်လုံးဥစားနားလေမယ်ဆိုလို့ရှိရင်ကိုနဲ့ဒါနဲ့လို့တော့ဖြစ်ရင်နားလေသိပြီဟုတ်လားဗျာဒါဖြစ်ရင်တပိတော်လို့ပုတုဇဉ်တောင်လို့ရောက်လို့တောင်ပြေးမြောက်ပြေးပြေးအာဟုတွေတောက်လျှောက်လုပ်နေတဲ့လူလေးကြီးစားဖို့မစားနိုင်သေးဘူးလို့ရုံရမှာလားမှားရမှာလားဗျာဩတရားကြီးရဲ့ထားဆိုတာမျိုးဥစားကတရားကြီးစားရင်ကိုတရားကြီးမှငါမှာလားအိမ်ကသားတဲ့လူကြီးတွေစားရင်တော့အိမ်ကသားတဲ့လူကြီးတွေလည်းစားတဲ့လူစားဖြစ်တဲ့လူငါမှာရောဗျာဟုတ်ပါရဲ့တရားကြီးရတယ်တော့မှာတဲ့ရှင်ပြန်တဲ့သေးတွေစားရင်တော့စားတကယ်စားဖြစ်ရင်ငါမှာတယ်ဗျာဟုတ်ပါရဲ့တရားကြီးရှင်ပြန်တဲ့သေးမဟုတ်တဲ့သူတွေကဒီလိုလည်းငန်းတာပါပဲဗျာဒီတရားကြီးရဲ့ငန်းရဲ့အခါမှာဒီလိုမနေရပါဘူးဒါကြားလာဗျာငန်းရဲ့သူဟာလည်းစားလာစားရောငန်းပါရောဗျာဟုတ်ကလားဗျာဟုတ်ကလားဗျာဒါဖြင့်စားငန်းအောင်ငန်းစားနိုင်အောင်စားနိုင်တဲ့အစဉ်အတန်းရောက်မှစားနိုင်တယ်လို့မှတ်ရမှာလားဗျာအစဉ်အတန်းတွေဘာတွေဝေးမနေနဲ့တော့တော့ပြီးတာလည်းကြီးရဲ့အခုတခါကြီးရဲ့ဒီအနာမဲ့အမျိုးတွေဘယ်အစဉ်အတန်းပြတာဘယ်အစဉ်အတန်းဘယ်နှမျိုးရှိတော့ဒီထဲမှာအစဉ်အတန်းမမျိုးထားပါတော့ဗျာပြောပါများတယ်သိရတဲ့လူရဲ့ပတ်တိုင်ရှိတဲ့လူရဲ့ဒီနှမျိုးပါပဲအဲ့ဒါဖြင့်အဲ့ဒီလူအဲ့ဒီလူသိရတဲ့လူတဲ့နေလူများအသာတိုင်းရငန်းနာပါပဲဗျာဌာနတဲ့လူသာအသာတိုင်းရငန်းနာပါပဲဗျာဌာနတဲ့လူတော့ညာညာကြီးငါမဲလားသိရတဲ့လူတော့ထိုက်အောင်ပါလားသူလူငန်းကြမှာပါဗျာကြရွေးမှလာကြတယ်မရွေးပါဘူးဗျာဘယ်နဲ့လုံးမအချိန်ရောကြတယ်အချိန်ကလည်းဘယ်အချိန်ဆိုအတူတူပါပဲဗျာဒီကဆိုင်ငါနေဥမှလာကြဆိုင်မငတ်ပါဘူးဗျာငါနေတော့ထင်တယ်ခါတာတာပါခါရဲကြားလာကြခါလာမှဘယ်နဲ့ရွေးလို့မလာကြခါကရွေးပါသေးတယ်ဗျာခါကိုငါမသိတဲ့ငါမသိသေးတဲ့ပုံကိုယ်တွေကခါမစားဘဲနဲ့ငါမမလားဗျာဒါလည်းတရားကြီးပဲဘယ်နဲ့လဲဒါကထိုးနေတာမှလည်းခါငန်းနေနဲ့သူကမေးနေတယ်တဲ့ဗျာထားတဲ့ကိုကြီးကသွားတာငန်းနေတော့ဟုတ်ကလားဗျာကျမဗျာဒီကိုတွေကခါငန်းနေငါဝယ်ထားတဲ့ကားလေဘယ်လိုထိုးနေကြသူကမမေးနဲ့ဘယ်နဲ့တော့ငါမလားမငန်းပါဘူးဗျာကြာကြီးဆိုရကြာကြီးဆိုလည်းမငန်းပါဘူးဗျာအခုချိန်ကသွားပြီးတော့ထိုးနေကြလင်းအောင်ရမငန်းပါဘူးဗျာဘယ်နဲ့လုံးမငန်းပါတော့ခါကို
ငန်တဲ့အကြောင်းကိုသိပြီးတော့တကယ်သားမှငန်မှာပါဗျာအဲဒီတော့ဘယ်နဲ့လဲထိုင်နေမှာလားမထိုင်ပါဘူးဗျာအေးဒါပြန်ခက်တယ်လားဗျာဆန်းငံမှုရဆန်းငံမှုရတော့မခက်ပါဘူးဗျာခုနဖလားကမ္မပတ်ဆိုတာတတိတော်တို့လိုသူ့လူငါလိုတိရိပါအပြည့်ကြီးနဲ့လူတွေဒီဖလားကမ္မပတ်များတတိတော်ကတော်တော်စိတ်ကြီးဝင်တဲ့တကားကိုဗျာအေးဗျာနိဗ္ဗာန်ရတာမိရမမိရတော့ဖြင့်မသေးတာဘူးသိနေတာဘူးဗျာဒီကတတိတော်ကဖလားကမ္မပတ်ဝေသားကြည့်ခြင်းလို့တတိတော်ဟာဒီတပိတော်တို့လူမျိုးဖလားကမ္မပဝင်စားနိုင်ပါမလားခဏကဘယ်သူဖြစ်စားရတာငါလည်းဆိုတာဘယ်သူပြောတာလဲကိုယ်တိုင်သိလို့ပြောတာတော့အမှုပါဘူးဗျာကိုယ်တိုင်သိတာပါပဲဗျာကိုယ်တိုင်သိတာဗျာကလေးတကာကြီးရဲ့ဘုရားရှင်ကကိုယ်နှလုံးဘုရားရှင်ဟာထားတယ်လို့ပြောတယ်အဆုံးမသာသနာရှိတယ်မဟုတ်လားရှိပါတယ်ဗျာအဲဒါကိုလိုက်ပါယူတဲ့ကတာကုန်းနဲ့ရှိကျင်ပြီးဆိုမှဖြင့်ဘယ်နဲ့တော့အမှန်နှေးပါမလားအမှန်မတပည့်တော်ကတိတိအာယုခုထားလိုက်ပြီးဟောချက်ချင်းလွင့်သွားတဲ့ပုဂ္ဂိုလ်ဟာထားစားနိုင်ပါမလားဗျာအဲ့ဒါကတကကြီးကလည်းပဲခုနကထားတိုင်းပြီးတော့မစားတဲ့မတော်တဲ့နေရာလောင်းထားလိုက်တော့ငါမလားဗျာကဲတမန်ဗျာတပည့်တော်ကတော်တဲ့နေရာလောင်းချဆိုခါးနာတောင်မရောက်တဲ့တကာကြီးပါဗျာငါနေနဲ့စားမှငါမှပေါ်တကာကြီးတားရင်ငါနာအမှန်ပဲဖယ်စားမဆိုဟုတ်တယ်လားဗျာဒါဖြင့်သားကိုရောက်ကြာရမယ်သားစားနိုင်တဲ့အဆင့်တိုင်းရောက်မှအဆင့်တန်းတွေဒါတွေလုတ်နေနဲ့အခုတားရင်အခုကသွားတာတခါကြီးရလဲပဲတမန်ဗျာတမန်ဘယ်အဆင့်ဘယ်တန်းကြီးလေးနေသလားဗျာသားကိုတကယ်စားမယ်ဟုတ်ကဲ့ဗျာဟုတ်ပြီဘကစားအញ្ញမ်းကြီးကြီးအသားကြီးမဖြစ်ဘူးဆိုပါတော့ဗျာဟုတ်ကဲ့ဗျာဒီမှာဘုရားရှိတဲ့တော့ဘုရားတာမောက်ရောက်ကြတာကဘယ်အမြဲမှဘယ်ကမှဒီလိုလုပ်နေသေးသလားမလုပ်ပါဘူးဗျာရောက်တာတော့ညတယ်ဥစ္စာဘုရားဆုံးမတော်မူတဲ့လိုက်ပါရဲ့ဟာကြီးဟာပဲဘယ်နဲ့တော့မှန်းတယ်တဲ့အတိုင်းဟာလူညပြန်มาတယ်ဥစ္စာမပြီးဘူးလားပြီးသလားပြီးပါတယ်ဗျာအဲ့ဒါတော့ကြီးဘယ်အဆင့်တန်းလို့ရကြဘုရားပုဂ္ဂိုလ်ရှိသူတော်ကောင်းများတွေကသားကိုတကယ်လည်းသားတယ်တကယ်သားနိုင်တော့အရေးချင်းရှိပါတယ်ဗျာဒီပြီးတော့ကသာနာမကတ်နိုင်ပါဘူးဗျာသူသိသိအာယုံတော်မှာပဲတစ်သက်တည်းလို့ဘာညာဆိုတာတပြီးတော့ပန်ရောင်လိုက်ပြင်မမှန်ပန်းနဲ့လုပ်နေတာပါဗျာမနဲ့ခဏလေးလေးလိုက်တော့ပြောက်သွားတကယ်တနေ့လုံးမပေါ်လာပဲနေတာညနေသူဆရာတော်ကြီးကြီးရောတော့မယ်ဆိုတော့မှဒါတောင်မှလမ်းသိသိကိုအာယုံစိုက်တော့မယ်လို့စိုက်လာတော့ကျဖတ်ပေါ်ကျပြောက်သွားတာပဲကဲဒါဟင်းလာရဲ့တဲ့ရမ်းပြန်သွားရဲ့ဥစ္စာဟာအလွန်ဒုက္ခရောက်တယ်ကဲဒီဘုန်းကြီးတွေကြားရတာခံပြီးတော့ဒီမှာဗျာတော့လာမှကြောက်တာပဲဟုတ်တယ်လားဒီမှာဗျာဒါဟင်းကနဘုန်းကြီးတွေကိုခေါ်ပြီးတော့တရားကြီးတရားထားလိုက်ကြပါလို့ပြောရမယ်လားဖြင့်ဒီမှာဗျာဒါပြီးတော့ဒီလိုချက်တဲတဲ့လို့မှတုံမဲ့တရားကြီးပါဗျာဒါလည်းဘာမှပဲဒါလို့ခေါ်ပြီးတော့ပြောလိုက်ကြမယ်လားဖြင့်ဒီမှာဗျာတရားကြီးဆိုမှဖြစ်နေတယ်ဟမ်အဲ့ဒါလည်းလုပ်ကြရလားဗျာဒီဒါကြောင့်မို့ဒီလိုလည်းအားလုံးလို့ဥစ္စာဟာဘုရားဆုံးမရဲ့လိုက်တာလိုက်ပါပြီးဆုံးမပြင်လဲအခါမလွင့်ပဲနဲ့ထိုက်ရတယ်ဆိုတဲ့ဥစ္စာပဲဒီလိုကမေးမနေကြရပါဘူးသူတို့ဓမ္မတပိကတွေလုပ်ပြီးတော့အားလုံးလို့တောင်းဟာပြောဟောနေတဲ့တရားကြီးတွေမှကြီးဗျဟုတ်ကြရလားဗျာအဲဒီတော့ခဏကအားလာတယ်လို့ဆိုတာကတော့သူရတဲ့နိုင်အောင်အားသူတို့မယ်တယ်တပားကသူတို့ကဝင်ပြီးတော့ပြောလို့ရအချိန်မရအောင်ဟာဒါကတော့ပြောတတ်ကြပါပြီဗျာဟုတ်ကဲ့လားဒီမှာဗျာဒီတော့ငါအောင်ဟာတဲ့အကားလာလေးစားမှုသာရှိပါလေဗျာဒါကြောင့်ဝရိယနဲ့ထူထောင်ပြီးတော့ဘုရားကျိုးတဲ့တော့ကညကြတဲ့လူနာပြန်มาတွေဟာဘုရားအဆုံးအမနဲ့မှတ်သားပြီးတော့သောဝိသတ္တကုနဲ့ပြည်စုံပြီးတော့အချိန်တိုင်းမှာပင်မှန်းသားတယ်ပြီးရှိတဲ့အတိုင်းဟာပြီးအောင်ဟာတဲ့ကရဏဝိဇ္ဇာနှစ်ပါးကိုအချိန်တိုင်းထူထောင်ပြီးတော့ရှိတယ်လို့အားလုံးတော့သူတော်ကောင်းစားကြတို့ဒီမှန်းသားတဲ့အတိုင်းအပြီးပြီးအောင်ဟာတဲ့ထူထောင်ပြီးတော့ရှိရကျင့်ကြအားထုတ်ကြဗျာ